ဘုရားမြတ်စွာဤသာသနာသမိုင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဇောင်းတိုင်ညရဲ့အမှတ်တရဆိုတာဒီထင်ထင်ရှားရှားရှိခဲ့တယ်အဲ့ဒီရှိတဲ့ထဲမှာအထူးခြားဆုံးကတော့မြတ်စွာဘုရားဟာမဂရပြည့်ရှင်အဇာတတဘယင်ကြီးကိုတာမညဖလမိဂုဏ်နဲ့ပတ်သက်ပြီးတော့ဖြေချားရှင်းလင်းခဲ့တဲ့တာမညဖလသုတ်တံဒေသနာဖြစ်ပေါ်လာခြင်းပဲဖြစ်တယ်ပေါ့ခမန်းကျအဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း2630ကျော်လောက်အချိန်မှာကြာခဲ့တဲ့အချိန်ကာလကအဇာတတမင်းကြီးနဲ့မြတ်စွာဘုရားဟာပြန်လီဆုံတွေ့တဲ့ညအခါသမယတဆောင်မုံလာပြီနေညမှာအဇာတတမင်းရဲ့မိဂုံးကိုဖြေတော်အားဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်တာမညဖလတုတ်ကိုဟောကြားခဲ့တယ်။ဒါကြောင့်မို့ဒီနေ့ကိုတာမညဖလနေ့လို့လည်းသတ်မှတ်ကြတယ်ပေါ့။နက္ခပညာလိုက်စားတဲ့ပုဂ္ဂိုလ်တွေကတော့တစောင်းလုံးလုံးလာပြီးနေညဟာနက္ခတရားတွေပြည့်စုံစွာကောင်းကင်မှာထွက်ပေါ်လာတာကိုထောက်ရှုပြီးတော့ဒီကနေ့နက္ခတွေစုံလို့ဆေးပေါင်းခတဲ့နေ့အဖြစ်ဒီလိုသတ်မှတ်ကြတယ်ပေါ့လောကီဘက်ကသတ်မှတ်ချက်တွေကသိပြီးတော့ထူးထူးခြားခြားတော့မရှိပါဘူးမြန်မာလူမျိုးတွေကနေ့ဆေးပေါင်းခတယ်လို့ယုံကြည်ချက်နဲ့မဇလီပင်ကအဖူးတွေတော့ပြောင်းမယ်နေပဲပေါ့ဒီနေ့ခမခဆိုတာတော့ဘယ်သူမှစမ်းသပ်ထားတာမှမဟုတ်တာနော်ဘာပဲဖြစ်ဖြစ်မဇလီဘူးတုတ်တော့စားကြရမှာပဲအဲ့တော့ဒီကနေ့ရဲ့ထူးခြားချက်တွေဟာသာသနာသမိုင်းနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်သုတ်တန်ကြီးတစ်ခုဖြစ်ပေါ်လာတာရဲ့အဇာတတမင်းကြီးဟာခမည်းတော်ဗေမိတာရမင်းကြီးကိုထောင်သွင်းအကျဉ်းချရုံမြမကလောက်ကြံတပ်ဖြတ်ပြီးပိဋကရကကံကြီးထိုက်သွားလို့နောင်တရပြီးမြတ်စွာဘုရားစီမရောက်အရောက်သွားပြီးသူ့အမားကိုဝန်ခံတဲ့ညလို့လည်းပြောလို့ရတာပေါ့နော်အဲ့ဒါလို့မိုက်မဲခဲ့တဲ့အကြောင်းအရာတွေမိုက်မဲခဲ့သမျှမြတ်စွာဘုရားထံဝန်ချပြီးတော့တောင်းပန်ပြီးဘုရားမြတ်စွာရဲ့တပည့်တာဝကအဖြစ်ခံယူလို့ဘုရားပေါ်မှာကြည်ညိုတဲ့ထုခိကဘုရင်တွေထဲမှာဇာတတရဲ့ကြည်ညိုမှုဟာအလွန်ကြီးမားတယ်လို့ပြောမြတ်စွာဘုရားသာသနာမှာအရေးပါဆုံးပထမဆုံးတင်တဲ့တန်ခါရနာကိုလည်းပဲဇာတတမင်းကြီးဟာတကားခံခဲ့တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဒီကနေ့တဆောင်တိုင်ညရဲ့အမှတ်တရလေးတွေကိုပြန်လီတတိယပြီးတော့မိမိတို့ဘဝမှာတဆောင်တိုင်ညနဲ့ပတ်သက်ပြီးတော့ဘယ်လိုအမှတ်တရတွေမှတ်သားပြီးတော့တို့ဘဝဟာဘယ်လိုတန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်ကြမလဲဆိုတာသိရှိနားလည်ကြဖို့ပေါ့နော်နှစ်ပေါင်း2600ကျော်လွန်ခဲ့တဲ့အတိတ်အကြောင်းတွေကိုပြန်ပြောင်းပြီးတော့စဉ်းစားမယ်ဆိုရင်သာသနာတော်မှာအခက်ခဲတွေနဲ့ကြုံတွေ့ကြရတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်ခဲ့ဘူးတဲ့ပေါ့ဒီတာမညဖလတုတ်ကိုမြတ်စွာဘုရားဟောတဲ့အခါမြတ်စွာဘုရားရဲ့သက်တော်ဟာဘယ်လောက်ရှိပြီလဲလို့မှန်းဆကြည့်လို့လည်းရတယ်အဇာတတမင်းနန်းတက်တဲ့အခါမြတ်စွာဘုရားသက်တော်82နှစ်ရှိသွားပြီပေါ့တာမညဖလတုတ်တဲ့ဟ
ဟောတာဟာအဲ့ဒီ82နှစ်နောက်ပိုင်း85ပတ်ဝန်းကျင်80မပြည့်ခင်ကြားမှာလို့ခံမှန်းပြောကြားလို့ရဒီတုတ်တန်ကအမြဲတမ်းရှည်လျားတာဖြစ်သောကြောင့်ဒီကနေ့အကျဉ်းချုပ်ပြီးတော့တာမညပလတ်တော့မှာမှတ်သားစရာလေးတွေကိုထူးခြားစွာမှတ်သားပြီးတော့ကြည်ညိုနာယူကြရဖို့မြတ်စွာဘုရားကရာဇဂြိုလ်မြို့အနီးမှာဇီဝကကြီးရဲ့တည့်ရဲ့ဥယျာဉ်ကျောင်းမှာတရင်သုံးနေတယ်ဇီဝကရဲ့တည့်ရဲ့ဥယျာဉ်ကျောင်းဆိုတာဗေမိတာရမင်းကြီးရဲ့ဝေလူဝန်ကျောင်းလောက်မြို့နဲ့မဝေးဘူးမြို့နဲ့ဝေလူဝန်ကျောင်းရဲ့ဂျားတဲ့လောက်မှရှိတယ်မြတ်စွာဘုရားထံဇီဝကကျမ်းမာရေးသွားပြီးတော့စောင့်ရှောက်ရတယ်မြတ်စွာဘုရားလည်းတက်တော်ကြီးလာတယ်အဲ့ဒီအချိန်မှာသွားရလာရေးပို့ပြီးတော့လွယ်ကူမှုရအောင်လို့ဆိုပြီးတော့သူ့ရဲ့တည့်ရဲ့ဥယျာဉ်ထဲမှာကျောင်းဆောက်ပြီးတော့မြတ်စွာဘုရားကိုလှူဒန်းထားတာအဲ့ဒီတည့်ရဲ့ဥယျာဉ်ထဲမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ပေါ့အခုလို့တဆောင်မုံလာပြီနေညကြီးတဆောင်မုံလာပြီနေညကိုမြတ်စွာဘုရားစီသွားဖို့အကြောင်းတရားဘယ်လိုဖြစ်လာလဲလို့အစတတမင်းကြီးဟာမြတ်စွာဘုရားကိုအလွန်ကြည်ညိုကိုးကွယ်တဲ့သူ့ရဲ့ဖခင်ကိုဒေဝရရဲ့စကားလက်ခံယုံကြည်ပြီးတော့ထောင်သွင်းအကျဉ်းချနောက်ဆုံးမှာလှုပ်ကြံတပ်ဖြတ်လိုက်သည့်အထိအောင်သူကျူးလွန်ခဲ့တယ်ပေါ့ကျူးလွန်ခဲ့တဲ့အချိန်ကနေစပြီးတော့နောင်တတွေရပြီးစိတ်မချမ်းသာနဲ့နေရတဲ့ရက်တွေကုံဆုံးသွားရတဲ့ရက်တွေဟာမတမများလာတယ်နောက်ဆုံးမှာသူ့ကိုတိုက်တွန်းနှိုးဆော်ခဲ့တဲ့အကြံပေးခဲ့တဲ့ဒေဝဒယဟန်ဟာလည်းမြတ်စွာဘုရားထံနောက်ဆုံးနောင်တရလို့ဘုရားကိုဝန်ချမယ်လို့လာတဲ့အချိန်မှာဘုရားနဲ့တွေ့ခွင့်မရပဲနဲ့စေရွန်ကျောင်းထဲမှာပဲမြေမြူပြီးတော့သက်ဆုံးသုံးသွားတယ်ပေါ့ဒီအခါမှာအစာတတဘယင်ဟာပို့ပြီးတော့ထိတ်လန့်တုန်လှုပ်လာဖခင်ဘေမိတာရမင်းကြီးကိုလှုပ်ကြံတပ်ဖြတ်လို့စိတ်မကောင်းဖြစ်ရတဲ့အပြင်သူ့ရဲ့ကြံပေါ်ကြံဘက်သူကိုးကွယ်တဲ့ဆရာဒေဝရကြီးရဲ့ဘဝဇာတိမ်မကောင်းတာကိုကြည့်ပြီးစိတ်နှလုံးတွေခြောက်ခြားတုန်လှုပ်ညဆိုရင်အိတ်ကောင်းခြင်းမအိပ်ရအိတ်မပြောတဲ့ညတွေမြောက်များစွာကြော်လွန်ခဲ့ရတယ်ဒါသဘာဝပဲလေမကောင်းမှုအကုသိုလ်လှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာစိတ်နှလုံးပူလောင်မှုကိုခံစားရသမျှပဲမိမိအမှားဟာပြင်လို့မရနိုင်လောက်အောင်မှားယွင်းခဲ့တဲ့အမှားကြီးတစ်ခုသူကျွလွန်ခဲ့တယ်တဆောင်မုံလာပြည့်နေ့ဆိုတာကြက်တန်ရာတွေလည်းစုံတယ်လာကလည်းမတန်မှတာတယ်ဇာတတမင်းကြီးဟာတူးတဲ့အိပ်ဆက်ဖို့ဆိုတာသူ့အတွက်မှာမနှစ်သက်စရာတစ်ခုဖြစ်တယ်တယောက်တည်းအိပ်ဆက်နားနေတော့မယ်လို့ဆိုလို့ရှိရင်သူ့ရဲ့ပူလောင်တဲ့အတွေးတွေနဲ့စိတ်နှလုံးတုန်လုံးခြောက်ခြားမှုတွေကဖြစ်ပေါ်လာအားလုံးကပ္ပသမိုင်းကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်လေဟောဒီလိုဖြစ်မျိုးတွေတွေ့ကြမှာပဲလောက်ကျန်တပ်ဖြတ်မှုရဲ့နောက်ွယ်မှာကြောက်မဲ့ဖွယ်ရာဒီကြောက်စရာတွေကသူ့ကိုလိုက်ပြီးတော့ခြောက်လှန့်နေတာမျိုးဖြစ်တယ်ပေါ့ဒီနေရာမှာအစတတမင်းကြီးကမိကနေပျော်သွားလိုက်တဲ့အချိန်မှာဝိုင်းပြီးတော့သူ့ကိုလှန်နေနဲ့ထိုးချသလိုစိတ်နှလုံးတုန်လှုပ်ခြောက်ခြားစွာခံစားရတော့လန့်ပြီးတော့အော်တယ်အနာနာရှိတဲ့အဆောက်တွေကရှင်မင်းကြီးဘာဖြစ်တာတော့ဆိုထုတ်ပြောရမှလဲရှက်တယ်ဘာမှမဖြစ်ပါဘူးလို့ဒီလိုလန့်လန့်ပြီးတော့
ရောင်းရောက်ပြီးတော့អော်ခဲ့ရတဲ့ညတွေကြောင့်မလို့သူညမအိတ်ချင်အိတ်ရမှာကိုသူဆက်ဆုပ်တယ်ဒါကြောင့်မို့အခုလို့တစောင်းမုံလာပြည့်နေ့ညကြီးမှာအမတ်တွေကိုအနာနာခေါ်ထားပြီးတော့နန်းရင်ပြင်ကလာသဆောင်ကြီးပေါ်မှာထိုင်ပြီးစကားစမြည်ပြောတာသူ့အတွက်စိတ်ပြေလက်ပြောက်ဖြစ်တယ်ပေါ့အဲ့ဒီမှာအဇာတတမင်းကြီးကနှုတ်ထဲကနေသူ့ရဲ့စိတ်လှုပ်ရှားမှုကိုဖော်ပြတယ်ကောင်းကင်ကိုမောကြည့်လိုက်တယ်ရာသီဥတုကလည်းတစောင်းမုံလာပြည့်နေ့ဆိုတာဟာမိုးလေးလကုံဆုံးတဲ့နေ့လည်းဖြစ်တယ်အဲ့ဒီအိုင်နေထဲမှာလည်းပဲကြာမျိုး၅ပါးပွင့်လန်းနေတဲ့အခါသမယဖြစ်လို့အလွန်တင့်တယ်လှပလို့သူ့ရဲ့နှုတ်ကနေပြီးတော့ညဟာတော်တော်ตาရတဲ့ညကြီးပဲအပြစ်ကင်းတဲ့ညကြီးဟာလှလိုက်တာမှတ်တမ်းတင်စရာကောင်းလိုက်တာဆိုပြီးတော့အမတ်တရဲ့ကြားမှာသူကဘာပြောလိုက်တော့ဆိုရင်ဒီလိုตาရလှပတဲ့ညမှာငါစိတ်နှလုံးအေးချမ်းအောင်တရားဓမ္မဟောပြောပေးမဲ့ဘယ်လိုသမဏဗြဟ္မဏမျိုးကိုငါစိတ်ကပ်ရင်ကောင်းမလဲစိတ်နှလုံးတုန်လုံးခြောက်ခြားနေတဲ့ပုဂ္ဂိုလ်ဟာသူ့စိတ်ကိုပြေရပြေကြောင်းပြောနိုင်မဲ့ပုဂ္ဂိုလ်မျောလင့်နေတာဟာတဘာဝပဲပေါ့အဲ့ဒီအချိန်မှာအနန္တမှာခြံရံဝိုင်းဝန်းခါစားနေကြတဲ့အမတ်တွေကတယောက်ပြီးတယောက်ထလျှောက်တယ်ရှင်မင်းတရားကြီးပူရဏကတ္တဝါဟာတက်တော်ရွယ်တော်လည်းရပြီတပည့်ပြိဋ္ဌာလည်းအလွန်ကောက်များတယ်အယူဝါဒတွေကိုလည်းတီထောင်ထားတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့နော်လူတိုင်းကလည်းပဲတာထုတမ္မတော်သူတော်ကောင်းကြီးလို့အတိမတ်ပြုထားပါတယ်ပူရဏကတ္တဝါစီသွားချင့်ကပ်ပါလားချင့်ကပ်မယ်ဆိုရင်ရှင်မင်းကြီးဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိမယ်လို့ထင်ပါတယ်လို့လျှောက်တော့ဇာတတမင်းကြီးကမလှုပ်ဘူးဘာဖြစ်လို့တော့ဆိုတစ်ချိန်တုန်းကပူရဏကတ္တဝါစီသူရောက်ခဲ့ပြီးပြီပေါ့တခါမက္ကလိကိုးကွယ်တဲ့အမတ်ကလည်းပဲလျှောက်ပြန်တယ်မက္ကလိဂောသလာစီသွားလို့ရှိရင်တော့စိတ်နှလုံးအေးချမ်းမှုရမှာပါဘုရင်ကြီးကမတုံ့ပြန်ဘူးအဇိတကေတကမလပကုဒကိစ္ဆယနာနိခန္ဓနာတဗုဒ္ဓသင်္စယပေလထဗုဒ္ဓလို့ထိုခေတ်ကထင်ရှားကြော်ကြားတဲ့ဘာသာရေးခေါင်းဆောင်ကြီးတွေစီသွားဖို့ဆိုင်ရာကိုးကွယ်တဲ့ဘာသာဝင်အမတ်တွေကဘုရင်ကြီးကိုတန်တော်တင်ကြတဲ့အခါအဇတတမင်းကမလှုပ်ဘူးသို့တော့အဇတတမင်းရဲ့အနီးပါးမှာဇီဝကဆိုတဲ့တမားတော်အမတ်ကြီးကဘာမှမပြောဘဲနဲ့ငြိမ့်ထိုင်နေကြံတဲ့အမတ်တွေကအလူရဲ့သူတို့ဆရာရဲ့ဂုဏ်ကျေးဇူးတွေကိုထုတ်ဖော်ပြောနေတဲ့အချိန်မှာဇီဝကကတော့တုတ်တုံမှမလှုပ်ဘူးအဲ့ဒါကိုအားမလို့အားမရဖြစ်တော့အဇတတမင်းကကိမ္ပနတမ္မဇီဝကကိမ္တမ္မဇီဝကတုံနှီးတငယ်ချင်းဇီဝကမင်းကဘာလို့ငြိမ်နေတာလုံးဇီဝကစကားမပြောတော့ပြောစီချင်တာကဇီဝကကိုပြောစီချင်ဒီစကားပြောနေတာသူတခြားကြောင့်မဟုတ်ဘူးတခြားဘာသာရေးခေါင်းဆောင်တွေစီသူရောက်ခဲ့တယ်စိတ်ကြည်နူးမှုမရဘူးမြတ်စွာဘုရားစီသွားခြင်းနဲ့သွားခြင်းလို့သူ့ဘာသူသွားပါလားလို့ဆိုတော့သွားရမှာယွန့်နေတယ်ဘာဖြစ်လို့ယွန့်လဲသူလှုပ်ထားတဲ့အလုပ်တွေကဒေဝရတ်နဲ့ပူပေါင်းနေမြတ်စွာဘုရားကိုဆန့်ကျင်ဘက်လုပ်နေတဲ့ဒေဝရတ်ကိုအားပေးတော့မြတ်စွာဘုရားနဲ့တွေ့ရမှာမျက်နှာပူတယ်ပေါ့တစ်ချိန်တုန်းကဆန့်ကျင်ဘက်အကြီးကျယ်လုပ်ခဲ့တာလေဘုရားကိုလေးသမားတွေလွတ်ပြီးတော့လှုပ်ကြံတပ်ဖြတ်တာလဲသူပါတယ်နာလာဂိရိဆင်ကြီးကိုအရက်တွေတိုက်ပြီးတော့ဘုရားဆုံးခံကြွလာမဲ့လမ်းမှာလွတ်လိုက်တာလဲသူပါတယ်ဒေဝရတ်ကိုအားပေးအားမြောက်လုပ်တဲ့ထဲမှာဒေဝရတ်ရဲ့လှုပ်ရက်တွေထဲမှာအားလုံးအဇတတဟာပါဝင်ပတ်သက်နေခဲ့တယ်ဒါကြောင့်မို့မြတ်စွာဘုရားနဲ့တွေ့ဖို့သူ့မှာခက်ခဲရှိဘုရားကိုမတွေ့ရဲဘူးပေါ့သွားကျင်တာကတော့ဘုရားစီသွားကျင်တယ်ပေါ့
နေပြင်ဘာသာရေးကောင်းဆောင်တွေစီရောက်ပြီးပြီမြတ်စွာဘုရားဂေါရမဗုဒ္ဓစီမရောက်အသေးတော့သူသွားခြင်းအဲ့ဒီကြတော့မှဇီဝကကနေပြီးတော့အရှင်မင်းကြီးတဲ့ကျွန်ုပ်ရဲ့တရေဥယျာဉ်မှာမြတ်စွာဘုရားဟာရဟန်းပေါင်း1250နဲ့တရင်သုံးနေထိုင်လျက်ရှိပါတယ်အဲ့ဒီမြတ်စွာဘုရားမှာဒီလိုဂုဏ်ကြီးတွေရှိပါတယ်ဒါကြောင့်မို့လို့ရှင်မင်းကြီးသွားရောက်စိတ်ကပ်မယ်ဆိုရင်ဧကန္တစိတ်နှလုံးကြည်နူးမှုအေးချမ်းမှုကိုရမှာပါလို့ဆိုတော့ဘုရင်ကြီးကဒီစကားကိုလိုချင်နေတာဖြစ်တော့ကြောင့်အေးဒါဆိုလဲတို့သွားရအောင်ကဲချက်ချင်းပြင်ဆင်ပေတော့လို့အမိန့်ပေးလိုက်တာဇီဝကချက်ချင်းစင်မရင်သာ900ကိုတခါတည်းအမိန့်ပေးပြီးတော့ကတ်တင်ပြင်ဆင်ခိုင်းတယ်စင်နေနဲ့မြတ်စွာဘုရားစီသွားမယ်ဘာဖြစ်လို့စင်နေကိုရွေးတယ်လဲလို့ဆိုစင်နေကခြေတန်းလုံးနေမြင်းဆိုတာကြတော့ခွာတန်းတွေကအမတန်မှဆူတယ်မြင်း900နဲ့သွားမယ်ဆိုရင်ခွာတန်းတွေဆူလိုက်မယ်မြတ်စွာဘုရားတိတ်ဆိတ်ငြိမ်သက်တဲ့ညအခါမှာစင်နဲ့သွားတာကောင်းတယ်ဘုရင်ကြီးအတွက်အန္တရာယ်ကင်းဖို့ဆိုပြီးတော့စင်ပေါ်မှာဒီဘုရင်ရဲ့အချမ်းရံဖြစ်လိုက်ပါမဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲယောက်ျားသားတွေမထားဘဲနဲ့အမျိုးသမီးတွေကြီးပဲစစ်ဝတ်တစားတွေဝတ်ဆင်ပြီးတော့စင်ပေါ်မှာလက်နဲ့ကိုယ်စီနဲ့ပါဝင်ဆောင်ရွက်စီအမျိုးသားယောက်ျားတွေကိုတော့ဘေးကအချမ်းရံအနေနဲ့ဘုရင်ကြီးအန္တရာယ်ကင်းမှုညာရင်းချင်းမြို့ပြင်ထွက်တဲ့ဆိုတာဘုရင်နေမှာအမတန်မှအန္တရာယ်ရှိတာပေါ့ရန်သူကအမတန်များသည့်အတွက်ကြောင့်ညာရင်းချင်းထက်ဖို့ရအတွက်လုံခြုံရေးကိုတင်းတင်းကြပ်ကြပ်ဆရာဇီဝကစီမံဆောင်ရွက်တယ်သူကလည်းပဲအမတ်တူပဲနန်းတွဲမှာကြီးပြင်းတဲ့အမတ်ဆိုတော့ဘုရင်ရဲ့လုံခြုံရေးကိုသူကတာဝန်ယူရတာအကယ်၍တစုံတစ်ခုဖြစ်သွားလို့ရှင်ဇီဝကဟာဘုရင်ကိုမြို့ပြင်ခေါ်ထုတ်သွားပြီးတော့သူ့ကြောင့်မို့လို့ဘုရင်ဟာဒုက္ခရောက်သွားတယ်လို့အပြောမခံနိုင်ဘူးဒါကြောင့်မို့လို့သူကြာကြာနာနာစီမံဆောင်ရွက်ပြီးတကယ့်ကိုထိန်လင်းနေအောင်မိထုတ်တွေထိုခေတ်ကတော့မိထုတ်ကြီးတွေကင်ပြီးတော့ဘုရင်စီမှာအဝေးကလှမ်းပြင်းတောင်မရောက်တော့အောင်ဘေးကအချမ်းရံတွေမြောက်များစွာနဲ့စင်မရင်သာ900ခြံရံပြီးတော့ဘယ်နေရာမှာဘုရင်ပါတယ်ဆိုတာမသိရလောက်အောင်ဆင်တွေခြံရံပြီးတော့ဘုရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုစီကိုဟောဒီတစောင်းမုံလာပြီးနေညာကြီးမှာထွက်သွားဟောအဲ့ဒါလို့သွားလိုက်တဲ့အခါကျတော့ဇီဝကဥယျာဏရောက်တယ်ရောက်ပြီဆိုတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုဇီဝကပြောထားတယ်သူတည်းရဲ့ဥယျာဉ်ထဲမှာမြတ်စွာဘုရားဟာရဟန်းတန်ခါ1250နဲ့တရင်သုံးနေတယ်လို့ပြောတယ်သို့တော့တရားဥယျာဏရောက်သည့်ထိအောင်လူတန်လူရိပ်လူချေဘာမှမမြင်အောင်တိတ်ဆိတ်ငြိမ်သက်နေတာစဉ်းစားကြည့်လေသက်ရှိလူပဲဖြစ်ဖြစ်ရဟန်းပဲဖြစ်ဖြစ်1250ဆိုတဲ့အရေအတွက်ဟာနဲတာမှမဟုတ်တာအဲ့တော့ချောင်းဆိုးတန်တို့ခြေတန်တို့ဆက်တန်တို့စကားပြောတန်တို့ဆိုတာကြားနေရမယ်အခုဘာသာမှမကြားဘူးမကြားတဲ့အခါကျတော့ဇီဝကလည်းပဲဘုရင်အနီးနားမှာပါလာတော့သာတတမင်းကြီးကစိတ်ထဲမှာစိုးရွံ့လာဘုရင်ဆိုတာဟာတိတ်ဆိတ်ငြိမ်သက်နေတာတော့တိတ်ပြီးတော့မကြိုက်ဘူးသူကစူးစူးညံညံနဲ့သူ့ရဲ့ရဲတင်းနဲ့မန်းနေနဲ့ဒီလိုသွားအပြင်ရောက်တဲ့အခါကျတော့တိတ်ဆိတ်ငြိမ်သက်မှုကြောင့်သူကနည်းနည်းစိုးရိမ်သွားတယ်အတွေးတစ်ခုပေါ်လာတယ်ဇီဝကငါများရန်သူတွေလက်အပ်မလို့ခေါ်လာတာများလားငါကိုလိန်ပြီးတော့များဖျားရှိတယ်ဆိုပြီးတော့များခေါ်လာတာလားငါလည်းမစင်မကျင်သူ့လက်ကိုသူ့ကိုစီမံခိုင်းလိုက်တယ်အခုသူဥယျာဏရောက်လာပြီဘာသာမှလည်းမကြားရဘူးငါလိန်များလိန်တာလားဆိုတဲ့အတွေးဝင်ပြီးတော့ဘုရင်ကြီးကကြောက်လာချွေးပြန်လာနော်လူဆိုတာမကြောက်တဲ့လူမရှိဘူးလေအဲ့တော့
ဇာတတပယင်ကြီးကအလွန်ကြောက်လာပြီးတော့ချွေးတွေပြန်လာတော့သူ့နီးနားမှာရှိတဲ့ဇီဝကကိုဘယ်နဲ့လဲတငယ်ချင်းဇီဝကမင်းငါလိန်နာမဟုတ်ဘူးနော်ငါကိုများရန်သူလက်ကိုအပ်ဖို့ခေါ်လာတာမဟုတ်ပါဘူးနော်မင်းပြောတော့တန်ဃာတွေ1250ရှိတယ်လို့လည်းပြောတယ်ဘာသာမှမကြားရပါလားဘာမှလည်းမမြင်ရပါလားမှောင်ကြီးကြနေပါလားလို့ဒီလိုပြောတဲ့အခါကျတော့ဆရာဇီဝကကြီးကရှင်မင်းကြီးမကြောက်ပါနဲ့မကြောက်ပါနဲ့ရှင်မင်းကြီးကိုမလိမ္မာဘူးရန်သူလက်မအပ်ပါဘူးမြတ်စွာဘုရားရှိပါတယ်လှမ်းကြည့်လိုက်ပါဟောမှာမီးရောင်ကလေးတွေ့တယ်မဟုတ်လားအဲ့ဒီမီးရောင်လေးမှာဒီမန္တလမာလဆိုတဲ့အဆောက်အဦကြီးမှာဘုရားနဲ့တန်ဃာတွေအခုချိန်မှာထိုင်ပြီးတော့တရားနာနေကြတာမြတ်စွာဘုရားတရားဟောနေတာကိုရဟန်းတန်ဃာတွေတရားနာနေကြတာရှင်မင်းကြီးတွေ့ပါလိမ့်မယ်ကျွန်ုပ်မလိမ္မာဘူးလို့အာဘိစကားပြောတော့မှသူဟာပြန်ပြီးတော့အတက်လာပြီဥယျာဉ်ဝါရောက်တဲ့အခါမှာစင်မောကလို့ဆင်းပြီးတော့အချမ်းရံနေနဲ့မြတ်စွာဘုရားသရင်သုံးတဲ့စီကိုသွားပြီးတော့အဲ့ဒီအချိန်မှာထိုင်းနေကြတာမီးလေးထွန်းပြီးထိုင်းနေကြတာမြင်တော့အလုံးယဟန်တန်ဃာတွေပဲမြင်တော့အဇရတမင်းကြီးကဘယ်မလဲဇီဝကတငယ်ချင်းဇီဝကဘယ်မှာလဲမြတ်စွာဘုရားကလို့ဆိုတော့ရှင်မင်းကြီးတဲ့အဲ့ဒီအဆောက်အဦတွေကြည့်လိုက်မိထွန်းထားတဲ့အထဲမှာအလဲတိုင်းကိုမှီပြီးတော့သူ့နောက်ကတန်ဃာတွေခြံရံပြီးတော့တန်ဃာတွေရဲ့ရှေ့မှာထိုင်းနေတာဟာအဲ့ဒါမြတ်စွာဘုရားပဲရှင်မင်းကြီးစိတ်ချလက်ချသွားပါလို့ဆိုတော့မှနော်မြတ်စွာဘုရားထိုင်ပုံကဘယ်လိုထိုင်နှုံးဆိုအဝန်းဝိုင်းတရံဆောက်ထားတဲ့အဆောက်အဦကြီးထဲမှာမြတ်စွာဘုရားကအလဲပဟိုတိုင်ကြီးကိုမှီပြီးတော့အရှိဘက်ကိုမျက်နှာလှည့်ပြီးတော့ထိုင်နေယဟန်တန်ဃာတွေကမြတ်စွာဘုရားရဲ့နောက်ကျောဘက်ကနေပြီးတော့ဝိုင်းရံပြီးတော့ထိုင်ရတယ်မြတ်စွာဘုရားကိုဖူးဖို့လာရောက်တဲ့အဇဒတမင်းကြီးနဲ့မင်းပရိသတ်တွေကအရှိဘက်နန်းရံကိုမှီပြီးတော့အနောက်ဘက်မြတ်စွာဘုရားမျက်နှာလှည့်ပြီးတော့သူတို့ကဝန်းရံပြီးတော့ထိုင်ကြတော့မြတ်စွာဘုရားဟာပရိသတ်ရဲ့အလဲကောင်မှာထိုင်ပြီးသားဖြစ်နေတယ်ပေါ့အဲ့လိုအဇန္တတမင်းကြီးကမြတ်စွာဘုရားနာရောက်တဲ့အခါမှာဘုရားရှင်ရောက်ရင်ရောင်တိရောင်တဖြစ်နေတယ်ဘုရားကိုသူရုပ်တရက်နှုတ်မဆက်ရဲဘူးဘာဖြစ်လို့တော့ဆိုသူကျွလွန်ကြတဲ့ပြစ်တွေကအမှန်တမ်းကြီးမားတာမြတ်စွာဘုရားကိုကြီးညိုကိုးကွယ်တဲ့ဘုရားရဲ့တကယ့်ကိုတကားဖြစ်တဲ့တကားရင်းဖြစ်တဲ့ပိမိတာရမင်းကိုလှုပ်ကြံတပ်ဖြတ်လိုက်တယ်မြတ်စွာဘုရားကိုဆန့်ကျင်ဘက်လှုပ်နေတဲ့ဒေဝရယဟန်ကိုအားပေးအားမြောက်လုပ်ခဲ့တယ်ဒေဝရခိုင်းတဲ့အတိုင်းလေးသမားတွေလွတ်ပြီးဘုရားကိုပြစ်တတ်ဖို့လုပ်တယ်နာလာဂိရိဆင်ကြီးလွတ်ပြီးတော့ဘုရားကိုတိုက်ဖို့ကြံခဲ့တယ်ဒါတွေဟာအကုန်လုံးသူပါဝင်ပတ်သက်နေတာတွေကိုကြည့်ပြီးသူ့ဘာသူစိတ်နှလုံးကြီးတုံလုံးခြောက်ချပြီးမြတ်စွာဘုရားကိုစကားမပြောရဘူးမပြောဘဲနဲ့ယဟန်တန်ဃာတွေကတိတ်ဆိတ်ငြိမ်သက်ပြီးတော့တပါးမှလှုပ်တာရှက်တာမမြင်ရဘူးမြတ်စွာဘုရားရဲ့နောက်ကျောဘက်ကနေထိုင်းနေကြတဲ့ယဟန်တွေဟာငြိမ်သက်ပြီးတော့နေတာကြည့်လိုက်တဲ့အခါမှာသူ့စိတ်ထဲမှာဘယ်လိုသူ့နှုတ်ကဘာပြောမိလိုက်လဲဆိုရင်ဟောဒီယဟန်တန်ဃာတွေငြိမ်သက်တယ်လို့ငါရဲ့သားတော်ဥရိယပဒမင်းသားလေးငြိမ်သက်ရင်ဘလောက်ကောင်းမလဲဆိုတာစိတ်ထဲမှာဒီလိုတွေးတာဘာဖြစ်လို့တော့ဆိုသူ့သားလေးကိုလိမ္မာစေချင်တယ်သူကဒါမိခင်ကြီးရဲ့မိဘတွေရဲ့စိတ်ဓာတ်ပဲဖြစ်မယ်ယဟန်တန်ဃာတွေစီကံစနစ်တကျငြိမ်ငြိမ်သက်သက်နေတယ်လို့သူ့သားလေးကိုဒီလိုငြိမ်သက်စေချင်တယ်သူကိုယ်တိုင်ကဖခင်ကိုလှုပ်ကြံတပ်ဖြတ်ထားတာဖြစ်တော့သူ့သားလေးကမငြိမ်မသက်ဆိုရင်တစ်ချိန်ကျသူ့ကိုလှုပ်ကြံတပ်ဖြတ်မှလဲသူတွေးမိတယ်ပေါ့ဒါကြောင့်မို့လို့ငါသားလေးဟောဒီယဟန်နေလို့စီကံရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်သိကောင်းမှာပဲလို့နှုတ်ကနေထုတ်ပြောတော့မြတ်စွာဘုရားကဘုရင်ကြီးစိတ်ချမ်းသာရအောင်အာဂမနုခောမဟာရာဇယထာပိမဘယ်လိုလဲမင်းကြီးချစ်ခင်မြတ်နိုးတဲ့သားစီစိတ်ရောက်နေသလားလို့မြတ်စွာဘုရားကနှုတ်ဆက်လိုက်တဲ့အခါနှုတ်ဆက်စကားပြောလိုက်တော့မှဝမ်းသာသွားတယ်သူနော်စကားပြောရဲတယ်
မှန်ပါဗျာတပည့်တော်သားတော်ဥရိယဗျာဒကိုအလွန်ပဲချစ်မြတ်နိုးပါတယ်တပည့်တော်ရဲ့သားတော်လေးဟာခုလိုယဟန်နေလို့စီကံတကြငြိမ်ငြိမ်သက်သက်များဖြစ်သွားမယ်ဆိုရင်တပည့်တော်သိကောင်းမှာပဲလို့တွေးမိပါတယ်လို့ဒီလိုလျှောက်လိုက်တဲ့အခါစကားစမိပြီးသားဖြစ်သွားသူ့စိတ်တွေမြတ်စွာဘုရားပေါ်မှာကြောက်ရွံ့နေတဲ့စိတ်တွေဟာပြေလျော့သွားပြီးတော့မြတ်စွာဘုရားရဲ့ဖော်ရွေမှုပြုံးရွှင်တဲ့မျက်နှာမဟာကရုဏာတွေကိုကြောင်းမို့လို့သူဟာစိတ်ချမ်းသာမှုတွေအများကြီးရသွားတယ်ဘုရင်ကြီးရသွားတဲ့အခါကျတော့အဲ့ဒီကျမှမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုဥသုံးငိမ်ချပြီးတော့ယဟန်တန်ဃာတွေကိုလက်အုပ်ချီတယ်ဒီနေရာမှာမှတ်သားစရာကောင်းတာကမြတ်စွာဘုရားကိုဥသုံးငိမ်ချပြီးတော့ယဟန်တန်ဃာတွေကိုလက်အုပ်ပဲချီတယ်ဆိုတာဘာကြောင့်လဲနော်ဘာကြောင့်လဲလို့ဆိုမြတ်စွာဘုရားကအကြီးမားဆုံးနော်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားကိုသာဥသုံးငိမ်ချတယ်ကျန်တဲ့ယဟန်တွေကိုဥသုံးငိမ်ချနေမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုမလေးစားရရောက်မှာပေါ့ဒါကြောင့်မို့ဒီအမြတ်ဆုံးပုဂ္ဂိုလ်ကိုအလေးစားပေးပြီးတော့လေးစားသမှုပြုပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကိုတော့အတိမတ်ပြုတဲ့သဘောလောက်ပဲ respect ပေးတဲ့အနေနဲ့လက်ဥကလေးပဲလှမ်းချလိုက်တယ်ဒါသဘာဝပဲဒါကြောင့်မို့လို့ဆရာတော်ကြီးတွေစီရောက်တဲ့အခါမှာတချို့ဒီလိုစာလာပေလာတွေကိုမှတ်သားတဲ့ပုဂ္ဂိုလ်တွေဟာဆရာတော်ကြီးတွေကိုရှိခိုးဝါချပြီးရင်အနာနာမှာတခြားတန်ခါရှိရင်လက်ဥကလေးပဲခြီတော့တယ်နော်ဆရာတော်ကြီးကြောပေးပြီးတော့တခြားကိုယ်တော်ကိုဝတ်မချဘူးဆိုပါတော့ရွှေတကုံစေတီတက်မယ်ဆိုလို့ရှိရင်နော်ရွှေတကုံစေတီတော်မြတ်ကြီးကိုဥချနေလို့ရှိရင်နောက်ကဘုရားရုပ်ဘွားတော်တွေကြောပေးပြီးသားဖြစ်နေတယ်အဲ့ဒါဟာတကယ်တော့လေအကာရဝါဖြစ်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့အဲ့ဒါမျိုးတွေကတကယ်တော့မဖြစ်သင့်ဘူးတကယ်မြတ်စွာဘုရားကိုဥသုံးငိမ်ချနေတဲ့အချိန်မှာနောက်ကရုပ်ဘွားဆင်းရဲတော်တွေရှိနေတာဟာတော့မသင့်တော်တဲ့အနေအထားတစ်ခုဖြစ်တယ်ပေါ့အေးဒါလည်းပဲတည်ပြီးသားဖြစ်နေတော့ဘယ်သူမှမတတ်နိုင်ဘူးလေမြတ်စွာဘုရားရှေ့ကရုပ်ဘွားတော်ဥချရင်နောက်ကရုပ်ဘွားတော်ကိုအလို့လျောက်ကြောပေးပြီးသားဖြစ်နေတယ်ပေါ့ရှေးတုန်းကဒီလိုပဲဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့အနီးမှာနေလို့ရှိရင်သူ့လောက်မမြင့်မြတ်တဲ့ပုဂ္ဂိုလ်လာလို့ရှိရင်အလေးပြုတာမျိုးမလုပ်ရဆိုပါစို့သတ္တပါဏိဆိုတဲ့ဥပဒကဟာကောသလမင်းကြီးမလာခင်မြတ်စွာဘုရားနာမှာထိုင်ပြီးတော့ဘုရားကိုယုသိဂါရဝပြုနေတယ်အဲ့ဒီချိန်မှာဘုရင်မင်းကြီးလာတဲ့အခါမှာခုခေတ်မှာဆိုလို့ရှိရင်လူတွေကယုံနဲ့ထပြီးတော့နောက်လူကိုကြိုလိုက်မယ်သတ္တပါဏိဥပဒကကတော့ဘုရင်ကြီးလာတာကိုထပြီးတော့မကြိုဘူးဘာဖြစ်လို့မကြိုတယ်လဲလို့ဆိုရင်မြတ်စွာဘုရားကပို့ပြီးတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဘုရင်ကိုထကြိုလို့ရှိရင်ဘုရင်ကမြတ်စွာဘုရားတဲ့ပို့ပြီးတော့အလေးပေးခံရတဲ့ပုဂ္ဂိုလ်မျိုးလို့ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့ဘုရင်ကိုထမကြိုဘူးမြတ်စွာဘုရားကိုပဲအလေးပြုပြီးတော့နေတယ်အဲ့ဒါလို့နေတော့ဘုရင်လှုပ်တဲ့ပုဂ္ဂိုလ်ကမကျေနပ်ဘူးအခုခေတ်မှာလည်းပဲတချို့ဒီဆရာတော်ကြီးတွေရှေ့မှာတရားနာနေတယ်နောက်ကပရိသတ်လာရင်ထကြိုးတယ်ဆိုတာတကယ်တော့မလုပ်သင့်တဲ့ကိစ္စတစ်ခုပဲလေးစားရတဲ့ပုဂ္ဂိုလ်ရှေ့မှာရောက်နေရင်နောက်ကဘယ်လိုပုဂ္ဂိုလ်မျိုးပဲလာဒီဆရာတော်ကြီးတဲ့ကြီးတဲ့ပုဂ္ဂိုလ်လာရင်တော့ထကြိုးရမယ်ဆရာတော်ကြီးကိုယ်တိုင်ကလည်းထကြိုးရမယ်အဲ့တော့သူ့ရဲ့ကြီးတဲ့ပုဂ္ဂိုလ်မဟုတ်လို့ထကြိုးမယ်ဆိုရင်ဒီဆရာတော်ကြီးကိုအလေးမပေးရရောက်ပြီးတော့နောက်လာတဲ့ပုဂ္ဂိုလ်ကိုအလေးပေးရရောက်တော့အကာရဝါဖြစ်တယ်လို့ဒီလိုဆိုတယ်နော်အဲ့ဒီသတ္တပဏိဝတ္ထုကြည့်လိုက်မယ်ဆိုရင်ဘုရင်ကြီးလာတာကိုသူ respect မပေးဘူးဘာဖြစ်လို့တော့ဖျားရှိနေတယ်ဖျားကို respect ဖြတ်ပြီးတော့ဘုရင်ကိုသွားပြီးတော့ဥစားမပေးဘူးသို့တော့ဘုရင်ကမကျင့်တတ်ဘူးတိတဲ့ပုဂ္ဂိုလ်ကြတော့ကျင့်တတ်တယ်ပေါ့ဘုရင်ကဒီယဉ်ကျေးမှုကိုသူမသိသည့်အတွက်ကြောင့်မကျင့်တတ်တော့မြတ်စွာဘုရားကဈာဝင်ပြီးတော့ဘုရင်ရဲ့မျက်နှာကိုအကဲခတ်ပြီးတော့ဒီပုဂ္ဂိုလ်ပေါ်မှာသူမကျေနပ်ဖြစ်တယ်ဆိုတာကိုသိလို့မြတ်စွာဘုရားကဒီဥပဒကဟာပိဋကတ်၃ပုံကိုတက်ကြွပြီးတော့အနာဂံဥပဒကဖြစ်တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကမိတ်ဆက်ပေးလိုက်ရတယ်အဲ့ဒီကြတော့မှဘုရင်ကြီးကပြေသွားတယ်ဒီ
ဒီလိုလဲရှိတတ်တယ်ပေါ့နော်သို့တော့သတ္တပန္တိဥပဒကလောက်တာကမှတ်နေပေါ့ဘုရားကိုဒီအလေးပေးနေတဲ့အချိန်မှာတခြားပုဂ္ဂိုလ်ကိုအလေးပေးတော့အဖြစ်ထပြီးတော့ကြိုဆိုတာမျိုးမလုပ်ဘူးတဲ့ဒါကသူကမှန်ကန်တယ်ပေါ့ဒါလူယဉ်ကျေးမှုလို့ခေါ်တယ်ပေါ့သို့တော့ဒီလူယဉ်ကျေးမှုကိုလူတိုင်းကသိတာမဟုတ်ဘူးပေါ့ဒါကြောင့်မို့လေးစားရတဲ့ပုဂ္ဂိုလ်ရဲ့ရှေ့မှာနေလို့ရှိရင်အမြဲတမ်းဒါတတိထားရတဲ့ကိစ္စတစ်ခုအဲ့ဒါကြောင့်မို့ဇာတတပယင်ကြီးဟာလည်းရဟန်းတန်ဃာတွေကိုလှည့်ပြီးတော့ရှ िख ိုးမနေဘူးလက်အုပ်ကလေးချီပြီးတော့မှမြတ်စွာဘုရားကိုရိုသေကာရဝပြုလျှောက်ကြားတယ်အရှင်ဘုရားတဲ့တပည့်တော်အရှင်ဘုရားခွင့်ပြုမယ်ဆိုလို့ရှိရင်ပြဿနာဖြေဖို့အရှင်ဘုရားခွင့်ပြုမယ်ဆိုရင်တပည့်တော်မေးခွန်းတစ်ခုမေးပြရစေပါတဲ့ဆိုတော့မြတ်စွာဘုရားကမေးနိုင်ပါတယ်မေးနိုင်ပါတယ်လို့ခွင့်ပြုလိုက်တော့ဗာမေးတော့ဆိုရင်သူသိချင်တာဘာကြောင့်ဒီမေးခွန်းကိုသူမေးရတယ်လဲဆိုတာဟာသူသားလေးကိုလည်းယဟန်တန်ဃာတွေလို့ညင်ဝတ်စေချင်သူတော်စင်ဖြစ်စေချင်သူခေါင်းထဲမှာတွေးနေတာကလောကလူသားတွေဟာအတတ်ပညာရဲ့အကျိုးကျေးဇူးကိုလက်တွေ့ခံစားကြရတယ်အခုလိုသာသနာပေါ်ဝင်ပြီးတော့ယဟန်ခံတဲ့ပုဂ္ဂိုလ်တွေရောမျက်မှောက်မှာပြနိုင်တဲ့အကျိုးကျေးဇူးရှိသလားများသောအားဖြင့်ဆိုလို့ရှိရင်မြတ်သောအကျင့်ကိုကျင့်တယ်ဆိုတာနောင်ဘဝကောင်းစားဖို့လို့ထိုခေတ်ကနားလည်နေကြတယ်များစုကအဲ့လိုနားလည်တယ်ဒီဘဝကောင်းစားရေးမဟုတ်ဘူးနောင်ဘဝကောင်းစားရေးနောင်ဘဝကောင်းရသူတိရောက်ရေးလို့ဆိုတဲ့အစဉ်လာကြီးတစ်ခုရှိတယ်ဒါကြောင့်မို့လို့ဒီမေကွန်းမေးတာလည်းဖြစ်နိုင်တယ်ပေါ့ဒီမေကွန်းဖြစ်နိုင်မြတ်စွာဘုရားလက်ထက်တုန်းကသာသနာပေါ်ဝင်သွားတဲ့ပုဂ္ဂိုလ်တွေကိုဒီသူတို့ရဲ့အရှင်ယောက်ျားတွေသာသနာပေါ်ဝင်သွားတယ်ဆိုအမျိုးသမီးတွေကဘယ်လိုတွေးတုံလို့ဆိုရင်သူတို့ဟာနောက်ဘဝကျတော့နတ်သမီး900 1000နဲ့နတ်ပြည်ရောက်ဖို့အတွက်ဘုန်းကြီးဝတ်ကြတယ်လို့ဒီလိုယူဆကြတယ်ဒါသူတို့ခေတ်ကယုံကြည်ချက်ကိုပြောပြတာနော်အဲ့ဒါကြောင့်မလို့ဇာတတပယင်ကြီးကမြတ်စွာဘုရားကိုလျှောက်တာတော့အရှင်ဘုရားတဲ့လောကမှာအတတ်ပညာရှင်တွေရှိတယ်တဲ့အဲ့ဒီအတတ်ပညာမျိုးမျိုးကိုမှီပြုပြီးတော့အသက်မွေးကြတယ်သူတို့ဟာအသက်မွေးတဲ့အခါမှာအကျိုးကျေးဇူးကိုခံစားကြရတယ်အဲ့ဒီအသက်မွေးဝမ်းကြောင်းဖြင့်ကိုယ့်ကိုချမ်းသာအောင်နေနိုင်ကြတယ်မိဘတွေကိုချမ်းသာအောင်ထားနိုင်ကြတယ်ဆွေမျိုးသားချင်းတွေထောက်ပံ့ကူနိုင်ကြတယ်ကုသိုလ်ကောင်းမှုတွေလည်းလုပ်နိုင်ကြတယ်ပေါ့ဒါကအတ္တပညာတစ်ခုရဲ့အကျိုးကျေးဇူးဒီကနေ့ခေတ်မှာလည်းဘွဲရတဲ့ပုဂ္ဂိုလ်တွေဟာအလုပ်တွေရနော်အတ္တပညာကိုမှီပြုပြီးတော့အလုပ်ရပြီးလာခတွေရပြီးတော့ကိုယ့်ဘဝရပ်တည်နိုင်ကြတယ် livelihood လို့ခေါ်တဲ့ဒီအသက်မွေးဝမ်းကြောင်းပညာတွေနဲ့မှီပြီးတော့လူတွေဟာအသက်မွေးနေကြတယ်အဲ့ဒါလိုပဲလူလောကစီးပွားရေးတွေကိုစွန့်လွတ်ပြီးတော့ယဟန်ပြုတဲ့ပုဂ္ဂိုလ်တွေရောလက်တွေ့ယဟန်ဝတ္တဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးကိုအရှင်ဘုရားတပည့်တော်ပြောပြနိုင်မလားဆိုဒီမေကုံးမေးတာနော်ဘုန်းကြီးဝတ်ရတာရောဒီဘဝမှာဘယ်လိုအကျိုးတွေရလို့ဝတ်တာလဲဒါကိုသူသိကျင်လို့မေးတော့မြတ်စွာဘုရားကစဉ်းစားလိုက်တဲ့အဲ့ဒီအချိန်မှာဒီမေကုံးမေးလိုက်တဲ့အခါရုတ်တရက်မဖြေပဲနဲ့မြတ်စွာဘုရားစီလာရောက်ပြီးတော့စိကတ်တဲ့မင်းပိဋကတ်တွေမှာတခြားဘာသာဝင်တွေအများကြီးပါလာတဲ့အခါကျတော့အဖြေတွေအမျိုးမျိုးထွက်နိုင်တာဖြစ်သောကြောင့်မြတ်စွာဘုရားကဒီမေကုံးကိုမင်းကြီးဘယ်မှာမေးခဲ့ဘူးတလဲမှတ်မိသလားလို့ဆိုအရှင်ဘုရားတပည့်တော်မေးဘူးပါတယ်တဲ့တမနာပြမနာတွေမေးဘူးပါတယ်ဒါဖြင့်မေးဘူးလို့ရှိရင်သူတို့ဘယ်လိုဖြေတယ်ဆိုတာကိုရှောက်ပြောပြနိုင်မလားလို့ဆိုဝန်မလေးပါဘူးဗျာတဲ့တပည့်တော်မြတ်စွာဘုရားရှိမှပြောပြနိုင်ပါတယ်လို့ဆိုဒါဖြင့်ပြောပြစမ်းပါလို့ဆိုတခါတော့ကမက္ခလိကောသလပုရဏကတ္တဝတို့ဆိုတဲ့စီသွားတဲ့အခါမှာသူ့ရဲ့အတွေ့အကြုံတွေကိုပြန်ပြီးတော့ဇာတတမင်းကြီးကရှောက်တယ်ဒီတုတ်တန်ကဒီရှည်လျားတဲ့တုတ်တန်ဆိုတော့ဇာလန်းလေးမပြတ်ရုံတော့ပဲပြောပြနော်ပုရဏကတ္တဝစီတစ်ချိန်လုံးကသူရောက်သွားတယ်တဲ့ရောက်သွားပြီးဒီမေကုန်းကိုပဲမေးတယ်မေးတဲ့အခါကျတော့ပုရဏကတ္တဝကဘာဖြေတုံးဆိုတော့သူ့ရဲ့အကရိယဝါရာကြီးကိုဖြေတယ်တဲ့
မေးတာကယဟန်ပြုခြင်းရဲ့ဒီဘဝအကျိုးကျေးဇူးကိုပြောနိုင်မလားဆိုတဲ့မေးခွန်းကိုသူ့ရဲ့အကရိယဝါဒလုံးလို့မရဘူးကုသိုလ်ဆိုတာလည်းလုံးလို့မရဘူးအကုသိုလ်ဆိုတာလည်းလုံးလို့မရဘူးဆိုတဲ့အကရိယဝါဒကြီးကိုသူဖြေချခဲ့တယ်တဲ့ဖြေချခဲ့တဲ့အတွက်ကြောင့်တပည့်တော်စိတ်ထဲမှာဘလို့အောက်မေ့လဲဆိုရင်မေးတာကတရက်ပင်ဖြေတာကပိန်းနေပင်ဖြစ်နေတယ်ပေါ့သို့တော်လည်းပဲငါနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်တူတယောက်ကိုငါဟာမောင်းထုတ်လို့မတော်ပါဘူးငါနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်တူကိုငါမောင်းမထုတ်ပါဘူးသူ့ရဲ့အဖြေကိုမနှစ်သက်ပေမဲ့လို့ဘာမှမပြောဘဲနဲ့တပည့်တော်ဟာအဲ့ဒီတော့ထပြန်ခဲ့တယ်ပေါ့ဒီလိုဆိုတာပေါ့နောက်တစ်ခါမက္ကလိဂေါတလမေးတဲ့အခါကျတော့လေမက္ကလိဂေါတလကဘာဖြေတော့ဆိုတန်တရားဆိုတာတဲ့အချိန်ကြံလို့ရှိရင်သူ့ဘာသူဆုံးတတ်သွားမှာပဲဘဝပန်း၈တန်း၄တောင်ပြည့်တဲ့အခါမှာလူတိုင်းဟာဘဝခရီးဆုံးမှာပဲဆိုတဲ့တန်တာရသုတ်တိဝါဒကိုဖြေခဲ့တယ်သူမေးတာကယဟန်ဖြစ်ရခြင်းရဲ့အကျိုးကျေးဇူးကိုမေးတာဖြေလိုက်တော့တန်တာရသုတ်တိဆိုတဲ့သူ့အယူဆကြီးကိုဖြေတာသူဟာလည်းပဲတရက်ပင်မေးတာကိုပိန်းနေပင်ဖြေတယ်ပိန်းနေပင်မေးတာတရက်ပင်ဖြေတယ်လို့ပဲအဖြေနဲ့အမေးနဲ့ကတလွဲစီဖြစ်တယ်ပေါ့တပည့်တော်စိတ်ထဲမှာမဟုတ်တာဖြေရမလားလို့ဆိုပြီးတော့ကိုယ်နိုင်ငံမှာနေတဲ့ဒီလိုယဟန်တန်ဃာကိုငါမောင်းထုတ်လို့မသိလျော်ဘူးဆိုပြီးတော့ဝမ်းမြောက်ခြင်းလက်ခံခြင်းကန့်ကွက်ခြင်းမပြုဘဲနဲ့သူ့နေရာကထပြန်လာခဲ့တယ်လို့ဒီလိုမြတ်စွာဘုရားကအကုန်လုံးမိစ္ဆာအယူဝါဒရှိတဲ့ဆရာကြီး6ဦးလုံးစီကဒီမေးခွန်းတွေကိုလိုက်မေးတဲ့အခါမှာသူတို့ဟာအဖြေမှန်ကိုမပေးနိုင်ကြဘူးသူတို့ရဲ့ဝါဒကိုပဲရှေ့တန်းတင်ပြီးတော့ပြောတယ်နောက်ဆုံးမှာရှင်သာရိပုတ္တရာအလောင်းတို့ဆရာတင်ခဲ့တဲ့သင်္ဆယပရပိုက်ကြီးစီမေးတဲ့အခါမှာသင်္ဆယပရိတ်ကြီးကဘာပြောတော့ဆိုရင်ဘာမှရေရာမဖြေဘဲနဲ့ရှောင်တိန်တဲ့အမရာဝိခိပဝါဒဘာမေးလိုက်ရှောင်ထွက်သွားတယ်ကုသိုလ်လားဆိုရင်ကုသိုလ်လို့လည်းမဆိုလို့ဘူးဒါဖြင့်ကုသိုလ်မဟုတ်ဘူးလားမဟုတ်ဘူးလို့လည်းမပြောလို့ဘူးဆိုတဲ့အဲ့ဒီလိုဘယ်ရာကိုမှတိတိကျကျမဖြေတဲ့အမရာဝိခိပဝါဒနဲ့ရှင်းလိုက်တဲ့အခါမှာလဲမကြေမနက်ဖြစ်ပြီးတော့ဇာတတမင်းကမှတ်ချက်ချလိုက်တယ်ဒီသမဏပြေမနာတွေထဲမှာတော့သင်္ဇယဗေလပုဒ္ဒဟာသင်္ဇယဗေလထပုဒ္ဒဆိုတဲ့ဒီပြပိုက်ဟာအမိုက်မဲဆုံးပဲလို့စိတ်ထဲမှာဘာဖြစ်လို့တော့ဆိုမေရတခုမှမပြောနိုင်ဘူးအဲ့ဒါလို့တပည့်တော်ဒီခိုင်းဆရာကြီးတွေစီသွားရောက်ပြီးတော့ဒီမေးခွန်းတွေကိုမေးတဲ့အခါမှာသူတို့စီကအဖြေမရခဲ့ပါဘူးကျင့်တတ်တော့တဲ့အဖြေမရလို့အခုဒီမေးခွန်းကိုပဲမြတ်စွာဘုရားကိုမေးပါတယ်လို့ဆိုပြီးတော့ရှောက်တယ်အဲ့ဒီကြတော့မြတ်စွာဘုရားကသူ့ကိုဖြေပြတယ်ကဲဒီလိုဆိုလို့ရှိရင်ရှင်မင်းကြီးကြိုက်တဲ့တိုင်းသာဖြေရှင်မင်းကြီးနိုင်ငံမှာဘုရင်မင်းကြီးကိုကြေးတော်မျိုးကျွန်တော်မျိုးဖြစ်အခါစားလုပ်နေတဲ့လူတယောက်ဘုရင်နိဗ္ဗာန်မှာဝေယဝိဆလုပ်နေရတဲ့မင်းရဲ့အစေပါတယောက်ဟာတနေ့ကျတော့စဉ်းစားတယ်အဇာတတမင်းကြီးလည်းလူပဲငါလည်းလူပဲသူကြတော့ချမ်းချမ်းသာသာနေလဲရတာငါကြတော့သူ့ရဲ့ဝေယဝိဆတွေလုပ်နေရတယ်ငါဘဝအလွန်နှိမ့်ကြအဲ့တော့ဒီလိုနှိမ့်ကြတဲ့ဘဝကလွတ်ဖို့အတွက်ငါကုသိုလ်ကောင်းမှုလုံးဝဖြစ်မယ်အဲ့တော့ကုသိုလ်ကောင်းမှုလုပ်ရင်လဲငါဟာတာမန်ကုသိုလ်နဲ့တော့သူ့အဆင့်ရောက်မှာမဟုတ်ဘူးသာသနာပေါင်းဝင်ပြီးတော့ယဟန်ပြုပြီးတရားကျင့်မယ်လို့ဆိုပြီးတော့ကြည်ကျွန်တော်တယောက်ဟာဘုရင်ကြီးပါးကနေထွက်ခွာသွားပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ပြုသွားမယ်ဆိုပါစို့လေအဲ့ဒါလို့ယဟန်ပြုတဲ့အခါမှာသူကကောင်းကောင်းမွန်မွန်နဲ့တရားဓမ္မကျင့်ကြံနေတော့ရှင်မင်းကြီးကိုလူတူကလာသတင်းပေးလိုက်မယ်ရှင်မင်းကြီးရဲ့အခါစားခြေတော်ကျွန်တော်ဟာယဟန်ဝတ်သွားပြီးတော့ယဟန်ဘဝမှာတရားကျင့်နေပါတယ်လို့ဆိုရင်ရှင်မင်းကြီးကဘယ်လိုဆုံးဖြတ်မလဲလာခဲ့မင်းငါးစီပြန်ပြီးတော့အမှုထမ်းရမယ်လူဘဝပြန်လာခဲ့ငါးစီအမှုဆက်ထမ်းရမယ်လို့ခေါ်မလားလို့ဆိုတော့ရှင်ဘုရားတဲ့ဒီလိုမခေါ်ပါဘူးတဲ့မခေါ်ယူနေမကဘူးသူ့ကိုတပည့်တော်စောင့်ရှောက်မှုတွေပေးထားပြီးတော့လိုအပ်တဲ့ပစ္စည်းတွေပါတောင်ထောက်ပံ့ကူညီပေးဦးမှာပါလို့ဆိုတော့တ
ကဲအဲ့ဒါလို့ဆိုလို့ရှိရင်သူယဟန်ဘဝဟာအကျိုးရှိသလားမရှိဘူးလားရှင်မင်းကြီးပဲဆုံးဖြတ်ပါဆိုဒီလိုဆိုတော့လေအကျိုးရှိပါတယ်ဗျာလို့သူလက်ခံတယ်ဒါကမြတ်စွာဘုရားကတိတာမြင်တာတဲ့ဟာတခုယဟန်ဘဝရောက်သွားလို့ရှိရင်ဒီငကိုကဘယင်းရဲ့အမှုတွေထမ်းနေရတဲ့ပုဂ္ဂိုလ်တူတယောက်ဟာဘယင်းအမှုမထမ်းရရုံမကဘယင်းရဲ့လေးစားမှုတောင်ခံရတယ်ဆိုတာဒါဟာလက်တွေ့ပြနိုင်တဲ့အကျိုးကျေးဇူးတစ်ခုပဲပေါ့အဲ့ဒါလိုပဲနောက်တစ်ခုမြတ်စွာဘုရားအရှင်ဘုရားအဲ့ဒါလိုဥပမာတစ်ခုနဲ့အမိတ်ရှိပါအောင်ဆိုရှင်မင်းကြီးရဲ့ဒီအခွန်အတုတ်တွေကိုအခွန်ပန္နာတွေကိုဆက်သပြီးတော့စီးပွားရေးစိုက်ပျိုးရေးလုပ်နေတဲ့လယ်သမားတစ်ယောက်ဟာနော်စဉ်းစားတယ်အဇာတတမင်းကြီးဟာလည်းပဲမင်းမယ်ငါလည်းမင်းမယ်အဇာတတမင်းကြီးဟာလည်းပဲလူပဲငါလည်းလူပဲသူဟာအဗ္ဗဓမ္မချမ်းသာတယ်ငါကြတော့လေအဗ္ဗဓမ္မနှိမ့်ကြတယ်သူ့ရဲ့အခွန်ထုတ်တွေကိုထမ်းနေရတယ်အဲ့တော့ငါဘဝတာမန်နဲ့ဖြင့်သူ့အစဉ်တန်းကိုဖြစ်နိုင်မှာမဟုတ်ဘူးအဲ့တော့ငါလည်းကုသိုလ်ကောင်းမှုလုံးမှာပဲကုသိုလ်ကောင်းမှုလုပ်ရင်လေယဟန်ဘဝဝင်ပြီးတော့တရားကျင့်တာပိုကောင်းတယ်လို့ဆိုပြီးတော့ယဟန်ဝတ်သွားတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုလည်းပဲရှင်မင်းကြီးကပြန်ဆင့်ခေါ်ပြီးတော့လာမင်းလေယာလုံငန်းပြန်လုပ်ပြီးရင်ငါ့ကိုအခွန်လေးပြန်ဆက်လို့ဒီလိုပြောမလားလို့ဆိုမပြောပါဘူးဗျာတဲ့တပည့်တော်ဟာယဟန်ဘဝမှာသူပြောနေဖို့နဲ့ဒီကုညီထောက်ပံ့မှုပစ္စည်းလေးပါထောက်ပံ့မှုအကာအကွယ်ပေးမှုတွေတောင်တပည့်တော်လုပ်ပေးမှာပါလို့ဆိုတော့အဲ့ဒါလို့ဆိုရင်ယဟန်ဘဝဟာလက်တွေ့အားဖြင့်အကျိုးရှိသလားမရှိဘူးလားရှင်မင်းကြီးပဲဆုံးဖြတ်ပါလို့ဆိုတော့ဒီလိုဆိုတော့အကျိုးရှိပါအဲ့တော့ဘုရင်ကြီးကထပ်တယ်အရှင်ဘုရားတဲ့ဒီတဲ့ကောင်းတဲ့ယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေကိုအရှင်ဘုရားပြောပြနိုင်အောင်မလားဆိုတော့မြတ်စွာဘုရားပြောနိုင်တာပေါ့တဲ့ယဟန်ဘဝဟာဒီတဲ့မြင့်မြတ်တဲ့အကျိုးကျေးဇူးတွေအများကြီးရှိတယ်တဲ့ဆိုပါစို့တဲ့လောကမှာဘုရားဆိုတာပွင့်လာတယ်ဘုရားပွင့်တဲ့ခေတ်ခါနဲ့ကျုံလာပြီဆိုတဲ့အခါမှာဘုရားစီသွားပြီးတော့တရားဓမ္မနာယူကြတယ်နော်ဘုရားပွင့်တာနဲ့ကျုံလာရင်ဘုရားစီကတရားနာကြတယ်အဲ့ဒါလို့နာတဲ့အခါဘာဖြစ်လဲယုံကြည်မှုတွေရလာကြအဲ့တော့လောကဆိုတာဒီတိုင်းပဲလေမြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကအနာရဝိန်တထေးကြီးကမြတ်စွာဘုရားကိုဇေရုံကျောင်းတော်ကြီးဆောက်လုပ်ပြီးတော့ဘုရားကိုတာဝတိပြည်ကိုပင့်လာခဲ့တယ်ပင့်လာတော့တာဝတိပြည်မှာမြတ်စွာဘုရားဇေရုံကျောင်းကြီးဇက်ချပွဲအနုဘောရဏတရားဟောတရားနာတဲ့အခါကျတော့တရားနာရတဲ့ပုဂ္ဂိုလ်တွေဟာတရားတရားတွေအများကြီးဖြစ်တယ်အနာရဝိန်တထေးရဲ့ညီတော်တဦးဖြစ်တယ်သူဗုဒ္ဓဟာတရားတရားတွေအလွန်ပေါက်ပြီးတော့မိသားစုဘဝကိုစွန့်လွတ်ပြီးမြတ်စွာဘုရားသာသနာတော်ကိုဝင်ရောက်သွားခဲ့တာဒီလိုဟာတွေကအများကြီးရှိတယ်ပေါ့မိသားစုဘဝကိုစွန့်ပြီးတော့သာသနာပေါ်ဝင်သွားကြတယ်အဲ့ဒါလိုပဲမြတ်စွာဘုရားဟောတဲ့တရားကိုကြားနာပြီးတဲ့အခါမှာလူတွေဟာဓလောက်ကောင်းတဲ့တရားဒီလိုမြင့်မြတ်တဲ့အကျင့်ကိုကျင့်ဖို့ဆိုတာတို့ဟာမိသားစုဘဝနဲ့နေလို့မဖြစ်ဘူးအလွန်စင်ကြယ်တဲ့အကျင့်ကိုကျင့်ရလူဘဝဆိုတာဟာသိတဲ့အတိုင်းပဲအင်တမကျင်းမြောင်းနေကြက်တဲတယ်မွန်းကြက်တယ်ယဟန်ဘဝဟာလွင်ပြင်းလိုပဲအင်တမလွတ်လပ်တယ်ယဟန်ဘဝကူးပြောင်းပြီးတော့တို့တွေဟာမြတ်သောအကျင့်ကိုကျင့်မှသာအောင်မြင်နိုင်တယ်လို့ဒီလိုစိတ်ထဲမှာယူဆလာပြီးတော့မိသားစုဘဝတွေကိုလွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင်အလုံးဟာစွန့်လွတ်ပြီးတော့သာသနာပေါ်ဝင်သွားကြတာတွေဟာအများကြီးပဲအဲ့ဒါလိုပဲမြတ်စွာဘုရားကဥပမာအနေနဲ့ဟောတယ်ဖျားပွင့်လို့တရားနာတော့တရားတွေဖြစ်တဲ့အခါလူဘဝစွန့်လွတ်ပြီး renounce လုပ်တယ်ပေါ့စီစိန်ဥစ္စာအနည်းငယ်ပဲဖြစ်စေများပြားပဲဖြစ်စေဆွေတွေမျိုးတွေအများပြားပဲဖြစ်စေအနည်းငယ်သောဆွေမျိုးတွေပဲဖြစ်စေအားလုံးကိုစွန့်လွတ်ပြီးတော့သာသနာပေါင်းဝင်သွားကြတယ်အဲ့ဒါလို့သာသနာပေါင်းဝင်သွားပြီးတော့သာသနာပေါင်းမှာကျင့်ကြံကြိုးကုပ်အားထုတ်ရမယ်တရားတွေကဘာတွေတုံးလို့ဆိုပထမဆုံးကျင့်ကြံကြိုးကုပ်အားထုတ်ရတဲ့တရားတွေကကိုယ်ချင်းသီလပဲဖြစ်တယ်ယဟန်ဘဝရောက်လာတာနဲ့တပြိုင်နက်ကိုယ်ချင်းသီလပြည့်စုံအောင်အားထုတ်ကြတယ်ပါဠိဘောခသမရသီလလို့ဆိုတဲ့မြတ်စွာဘုရားပြည့်ညတ်ထားတဲ့သိက္ခာပုဒ်ကြီးဆိုပါစို့
မေထုနပฏิသေဝနာလို့ sexual relation ဆိုတာကစပြီးရှောင်ကျင်တယ်နော်သူများဥစ္စာခိုးယူခြင်းကရှောင်ကျင်တယ်ကြီးမားတဲ့တပ်ဖြတ်မှုတွေဆိုတာရှောင်ကျင်တယ်လိင်ဒီပြောဆိုမှုတွေကရှောင်ကျင်တယ်အဲ့ဒါလို့ရှောင်ကျင်ပြီးတော့အလွန်မြင့်မြတ်တဲ့အကျင့်တွေကိုကျင့်ကြံကြုတ်ကိုအားထုတ်လာကြတယ်အဲ့ဒါလို့အားထုတ်လာကိုချင်းသီလပိုင်းဆိုင်ရာမှာပြည့်ပြည့်ဝဝကိုချင်းသီလတွေနဲ့ပြည့်စုံအောင်ကြိုးစားအားထုတ်လာကြတယ်အဲ့ဒါလို့ကြိုးစားအားထုတ်တော့ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေမှာဘယ်လိုအကျိုးကျေးဇူးတွေရလာသလဲဆိုအနဝိဇ္ဇဒုက္ခကိုချင်းသီလပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာကာယကံမှုဝစီကံမှုတွေကစင်ကြဲနေတဲ့အတွက်ကြောင့်နှုတ်နဲ့လည်းအမှားမလုပ်ဘူးကိုယ်ဒီလည်းရောက်လည်းအမှားမလုပ်ဘူးဒုစရိုက်မှုကိုဘာမှမကျူးလွန်သည့်အတွက်ကြောင့်ကိုယ့်ရဲ့ကိုချင်းတရားကိုပြန်ပြီးတော့ဆင်ခြင်စဉ်းစားလိုက်တဲ့အခါမှာစိတ်ထဲမှာကြည်နူးဝမ်းသာမှုဆိုတာဖြစ်တယ်အပြစ်ကင်းတဲ့ချမ်းသာလို့ဆိုတဲ့နော်အနဝိဇ္ဇဒုက္ခကိုခံစားကြရတယ်ပေါ့အဲ့ဒီအနဝိဇ္ဇဒုက္ခခံစားဖို့ရအတွက်ကိုချင်းသီလရှေးဥစွာကျင့်ကြံကြုတ်ကိုအားထုတ်ကြတယ်ဟုတ်ပြီကိုချင်းသီလနဲ့ပြည့်စုံလာတဲ့ပုဂ္ဂိုလ်ဟာဒီကိုချင်းသီလခိုင်မြဲဖို့အတွက်ဘာလုပ်ဖို့လိုတယ်ဆိုရင်ဆက်လက်ပြီးတော့ကျင့်သုံးရတာကတော့အိန္ဒြိယသံဝရလို့ခေါ်တယ်အိန္ဒြေကိုထိမ့်သိမ်းဆောင်ရှောက်ဖို့လိုတယ်မျက်စိကမြင်ပြီးတော့လောဘဒေါသမဖြစ်အောင်နားကကြားတဲ့အသံနဲ့ပတ်သက်ပြီးလောဘဒေါသမဖြစ်အောင်နှာခေါင်းကအနံ့ရှူလျှာနဲ့ရတခံခန္ဓာကိုယ်နဲ့ထိတွေ့စိတ်ကူးကြံစီပြီးတော့လောဘဒေါသမဖြစ်အောင်ကိုယ့်ကိုယ်ထိမ့်သိမ်းဆောင်ရှောက်တာဓဝရ6ပါးကဝင်ရောက်လာတဲ့အာယုန်တွေနဲ့ပတ်သက်ပြီးတော့အကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ်းဆောင်ရှောက်မှုဆိုတဲ့အိန္ဒြိယသံဝရဆိုတာသီလလုံခြုံမှုအတွက်အထောက်အကူအများကြီးဖြစ်တယ်အကယ်၍ဒီလိုမထိမ့်မှုဆိုလို့ရှိရင်စောင့်ရှောက်ထားတဲ့ကိုချင်းသီလဟာမကြခင်ပဲကျိုးပေါက်ပျက်စီးသွားနိုင်တယ်ဒါကြောင့်မို့အိန္ဒြိယသံဝရအိန္ဒြေကိုထိမ့်သိမ်းစောင့်ရှောက်မှုဆိုတာကိုဆက်လက်ပြီးတော့ကျင့်ကြံကြုတ်ကိုအားထုတ်ရကောင်းပြီအိန္ဒြေကိုထိမ့်သိမ်းစောင့်ရှောက်လို့လုံခြုံသွားပြီဆိုရင်ဘယ်လိုအကျိုးကျေးဇူးရှိတုံးဆိုအပြတေကဒုက္ခတဲ့နော်အဲ့ဒီချမ်းသာမှုကစိတ်ထဲမှာလောဘလည်းမရောက်လာဘူးဒေါသလည်းမရောက်လာဘူးကိလေသာနဲ့ချမ်းသာတဲ့ချမ်းသာမျိုးမဟုတ်ဘူးတခါတည်းရန်လူတွေမှာလောဘဖြစ်ပြီးလောဘနဲ့ချမ်းသာတဲ့ချမ်းသာမျိုးမလာဘူးဒေါသဖြစ်ရင်ရောတချို့လူတွေကစိတ်ဆိုးရရင်အရသာရှိတယ်လေကိုကစိတ်ဆိုးပြီးတော့အနိုင်ယူလိုက်ရရင်ချမ်းသာဒုက္ခဆိုတာလေးကဖြစ်လာတယ်စိတ်ဆိုးလို့ချမ်းသာတာပြောတာမဟုတ်ဘူးတစ်ဖက်သားကိုအနိုင်ယူလိုက်ရလို့ရှိရင်ဒေါသကြီးတဲ့လူကလည်းအမေသဘောတွေကျနေတာနော်ဒေါသကြီးတဲ့လူကလည်းသဘောကျတယ်အဲ့ဒါလို့သူများကိုအနိုင်ယူလိုက်ရလို့ဖြစ်လာတဲ့ကိလေသာတွေနဲ့ရောတဲ့ချမ်းသာမျိုးမဟုတ်ဘဲနဲ့ကိလေသာတွေနဲ့လုံးဝပတ်သက်မှုမရှိတဲ့ချမ်းသာဒုက္ခမျိုးကိုခံစားရတယ်ဟောသီလလည်းလုံခြုံတယ်အိန္ဒြိယသံဝရဆိုတာလေအိန္ဒြေကအိန္ဒြေတကားတွေကိုလည်းလုံခြုံအောင်ထိမ့်သိမ်းဆောက်ရှောက်နိုင်တယ်နောက်ပြီးတော့တဆင့်တိုးတက်ပြီးဘာတွေကျင့်လို့ဆိုတတိနဲ့တမ္ပစင်ညာစားတဲ့နေရာမှာလည်းတတိထားတယ်သွားတဲ့လာတဲ့နေရာမှာလည်းတတိထားတယ်အဝတ်ဝတ်တဲ့နေရာမှာလည်းတတိထားတယ်အားလုံးနောက်ဆုံးမှာတွိုင်းလက်ထဲဝင်တာကအစအကုန်လုံးတတိထားတယ်စကားပြောတာကအစတိတ်တိတ်နေတာကအစအားလုံးတတိထားတယ်တတိနဲ့စင်ញင်တုံနဲ့သွားလိုက်တဲ့အခါတတိတမ္ပစင်ညဆိုတာနဲ့လည်းပြည့်စုံတယ်နောက်တစ်ခုကဘာလို့ဆိုရင်တန်တုဋ္ဌကိုရှိတာနဲ့ကျင့်တတ်တယ်အဲ့ဒီကိုရှိတာနဲ့ကျင့်တတ်မှုရောင်ရဲတင့်တယ်မှုဆိုတာဟာလောဘကိုချိုးနှိမ်ခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ဒီအချက်ဟာလည်းပဲအရေးကြီးတဲ့အချက်ဖြစ်တယ်ဆိုဟောယဟန်တော်တစ်ပါးဟာအခြေခံအားဖြင့်ပြည့်စုံရမယ့်အချက်၄ခုကဘာလို့ဆိုရင်သီလအိန္ဒြိယသံဝရတတိတမ္ပစင်ညာတန်တုဋ္ဌာဒီ၄ခုနဲ့ပြည့်စုံအောင်စာပေထဲမှာဘယ်လိုဆိုထားတော့ဆိုဒီ၄ခုနဲ့မပြည့်စုံမဲနဲ့တောရမဆောက်တရဘူးယဟန်နေတောတဲ့သွားမနေလို့မရဘူးအ ਨੇ ဆုံးဒီ၄ခုရှိရဒါကြောင့်မို့ကမ္မထာရိပ်သာသွားမဲ့ပုဂ္ဂိုလ်တွေလည်းဒီ၄ခုရှိတဲ့ဟောနော်အဲ့ဒီ၄ခုရှိမှသီလရှိဖို့လိုတယ်အိန္ဒြေကိုထိမ့်သိမ်းဆောင်ရှောက်နိုင်မှုရှိရမယ်တတိတမ္ပစင်ညရှိရမယ်ရောင်ရဲတင့်တယ်မှုရှိရဝ
မရှိလို့ရှိရင်အိမ်ကငပိကျော်တို့ဘာတို့စားစရာတောက်စရာနဲ့ရိတ်တာစခန်းဝင်တဲ့လူတွေကြတာဘယ်လိုလုပ်နော်အချက်အပြုတ်တွေနဲ့တခါတည်းခေါ်သွားတာဟိုကြတော့မှကောင်းတာချက်စားသို့မဟုတ်ရိတ်တာကကောင်းကောင်းကျွေးတာစားအဲ့ဒီလူတွေနဲ့ဆိုတရားရဖို့ရခက်ခဲတယ်မဟုတ်လားဒါကြောင့်ယဟန်တွေဟာဟောဒီအချက်၄ချက်နဲ့ပြည့်စုံအောင်ကြိုးစားပြီးတဲ့အခါဘာလုပ်ရမလဲဒီ၄ခုနဲ့ပြည့်စုံပြီဆိုရင်တိတ်ဆိတ်တဲ့တောရเจ้าကိုတကူရီထွက်ခွာပြီးတော့ထွက်ခွာသွားပြီးတော့တောရเจ้าကမ္မထမ်းเจ้าနေမှာသွားပြီးတော့တရားဓမ္မအားထုတ်တယ်အဲ့တော့တရားဓမ္မအားထုတ်တဲ့ဆိုတာဘာလို့ထားတော့လို့မေးလို့ရှိရင်စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့နိဝရဏတရားတွေကိုဖယ်ရှားတာနိဝရဏဆိုတာကုသိုလ်တွေမဖြစ်အောင် block လုပ်ထားတာနော် block လုပ်ထားတာအခုရန်ကုန်မြို့ထဲမှာကားတွေပိတ်နေတော်နဲ့မရောက်ဘူးမဟုတ်လားအဲ့ဒါ traffic jam block ဖြစ်နေတာပေါ့အဲ့ဒါမျိုးလိုပဲစိတ်ထဲမှာလည်းပဲကုသိုလ်ကောင်းမှုတွေမဖြစ်နိုင်အောင် block လုပ်ထားတဲ့တရားတွေရှိတယ်အဲ့ဒါတွေကဘာတွေတုံးဆိုကာမိသန္တာလာတာလေးကြည်ကျင်တယ်ကောင်းတဲ့အတန်လေးတွေနားထောင်ကျင်တယ်ကောင်းတာလေးစားကျင်တယ်နော်ကောင်းတဲ့အနံလေးရှူကျင်တယ်ကောင်းတဲ့အိယာလေးနဲ့မှအိတ်ချင်တယ်ဆိုတာလေးတွေကကာမိသန္တာလို့ခေါ်တယ်အဲ့ဒီကာမိသန္တာဆိုတဲ့အဘိဓါကိုဖယ်ရှားပြီးတော့အဘိဓါကိုရှင်းလင်းသုတ်သင်ပြီးတော့ကိုယ်စိတ်ထဲမှာဓာတ်တွေမပေါ်အောင်ထိမ့်သိမ်းရှောက်ရှောက်တာတဲ့နောက်တစ်ခုကဗျာပါဒအလိုမကျတာမျိုးတွေအဲ့ဒီအလိုမကျဘူးဆိုတဲ့ဗျာပါဒတရားတွေကိုဖယ်ရှားလို့တရားဝါတွေအလုံးပေါ်မှာအလိုမကျတာမဖြစ်စေရဘူးအလုံးပေါ်မှာအကျိုးလိုလားတဲ့မေတ္တာစိတ်တွေလွှမ်းခြုံပြီးတော့ထားနိုင်ရမယ်မေတ္တာစိတ်လွှမ်းခြုံခြင်းဖြင့်ဗျာပါဒဆိုတဲ့နိဝရဏတရားကိုကိုယ်တဏ္ဍာကနေကိုယ်စိတ်ထဲကနေပြီးတော့သုတ်သင်ရှင်းလင်းပြရတယ်နောက်တစ်ခါဌိနမေတ္တာလို့ဆိုတယ်စိတ်ဝင်စားခြင်းကင်းပြီးတော့စိတ်ထဲမှာအာတတရောမဖြစ်တဲ့နော်အာတတရောမဖြစ်တဲ့အနေအထားတစ်ခုမျိုးပျောက်ကွယ်သွားအောင်အလင်းအားပြုပြီးတော့စိတ်တွေတက်ကြွရှင်လန်းလာအောင်ကြိုးစားအထောက်အမယ်နောက်တစ်ခါဥဒိစ္စကုက္ကုစလို့ဆိုတယ်စိတ်ထဲမှာမငြိမ်မသက်မငြိမ်မချမ်းစိတ်မတည်မငြိမ်ဖြစ်နေတာတွေမဖြစ်ရလေအောင်တမာတိစွမ်းအားတွေတိုးမြင့်ပြီးတော့စိတ်တည်ငြိမ်အောင်ကြိုးစားအထောက်အမယ်တဲ့နောက်တစ်ခါဝိသိကိစ္စဆိုတဲ့တန်တရားတရားကိုလည်းပဲဖယ်ရှားပြစ်နိုင်အောင်ကြိုးစားအထောက်တရားအထုတ်တယ်ဆိုတာနိဝရဏတရားတွေကိုဖယ်ရှားဖို့ကြိုးစားခြင်းပဲဖြစ်တယ်ပေါ့ဒီလိုဆုံးလို့တာနော်အဲ့ဒါဘာနဲ့ဖယ်ရှားတာတော့ဆိုတမာတိစွမ်းအားနဲ့ဖယ်တာတမာတိစွမ်းအားနဲ့ဖယ်လိုက်တဲ့အခါနိဝရဏတရားတွေဟာကင်းကွာပြီးတော့သွားတယ်အဲ့ဒီနိဝရဏတရားတွေဟာဘာနဲ့အလားတန်တူတယ်လဲလို့ဆိုရင်ကာမိသန္တာကကျွေးနဲ့အလားတန်တူတယ်ကျွေးတင်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာကျွေးကဆက်ရမှာဖြစ်တယ်ဘယ်တော့မှစိတ်အေးချမ်းမှုမရဘူးကာမိသန္တာရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းပဲကျွေးတင်နေတဲ့ပုဂ္ဂိုလ်လိုပဲသူ့မှာဆက်เสียရည်ဖြစ်နေတယ်နော်အဲ့တော့နောက်ဗျာပါဒဆိုတာဘာနဲ့တူတော့ဆိုရင်ယောဂနဲ့တူတယ်ယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာကျမ်းမာနေတဲ့ပုဂ္ဂိုလ်နဲ့မတူဘူးအမြဲတမ်းစိတ်ဆင်းရဲနေတယ်ဒေါသရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းပဲစိတ်ထဲမှာဆင်းရဲနေမှာပဲဒါကြောင့်မို့ဗျာပါဒဟာယောဂနဲ့အလားတန်တူတယ်ဟောနောက်တစ်ခုကဌိနမိဋ္ဌလို့ဆိုတာအမြဲတမ်းအိတ်ချင်ထိုင်းမှိုင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းအသိဉာဏ်တွေမဖြစ်ဘူးလူရဲ့အနေနဲ့ကလည်းပွင့်လင်းမြင်သာမှုမဖြစ်ဘူးဒါကြောင့်မို့ဘာနဲ့တူတော့ဆိုထောင်ကျနေတဲ့လူနဲ့တူတယ်အသိဉာဏ်တွေဟာလန်းဆန်းပွင့်လင်းလာတာမရှိဘူးတဲ့ဒါကြောင့်မို့ဌိနမိဋ္ဌကိုပယ်ရတယ်ဩဒိစ္စကုက္ကုစဆိုတာကြတော့ဘာနဲ့အလားတန်တူတာတော့ဆိုရင်သူတစ်ပါးကြုံခန်းနေရတဲ့ပုဂ္ဂိုလ်တယောက်ဟာသူတစ်ပါးရဲ့အလိုချပဲလုပ်ရတယ်ကိုယ်ဘဝဆိုတာမရှိဘူးနော်ကိုယ်ဘဝဆိုတာမရှိဘူးသူ့ရဲ့အလိုချအလုံးဟာလောက်ကင်ပေးနေရတဲ့ပုဂ္ဂိုလ်မျိုးလိုဖြစ်တယ်အဲ့ဒါလိုပဲစိတ်လေလွင့်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်နှလုံးအေးချမ်းမှုလွတ်လပ်မှုဆိုတာမရှိဘူးတဲ့တခါဝိသိကိစ္စဆိုတာဘာနဲ့တူတော့ဆိုကန္တာရခရီးကြီးနဲ့တူတယ်ကန္တာရခရီးသွားနေတဲ့ပုဂ္ဂိုလ်ဟာဘယ်နာဘာတွေ့မလဲဘယ်နာရန်သူနဲ့တွေ့မလဲဘယ်နာဘာဖြစ်မလဲဆိုတဲ့တန်တရားကြီးနဲ့သွားနေရတယ်လို့ပဲဝိသိကိစ္စရှိနေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမအေးချမ်းတဲ့လမ်းခရီးကြီးကိုဖြတ်တန်းနေရတာနဲ့တထိတ်ထိတ်နဲ့သွားနေရတာနဲ့အလားတန်တူတယ်အဲ့တော့ဒီနိဝရဏတရား၅ပါးကိုဖယ်ရှားပြစ်နိုင်ပြီဆိုလို့ရှိရင်
ကြွေးကင်းတဲ့လူရဲ့ဝမ်းသာမှုမျိုးနော်ကြွေးကင်းတဲ့လူရဲ့ဝမ်းသာမှုမျိုးကျမ်းမာတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုးတခါထောင်ကလွတ်လာတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုးကျွတ်ဘဝကလွတ်လာတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုးကန္တာရခရီးကြီးကိုကြော်ဖြတ်ပြီးတော့မိမိရဲ့မြို့ဒေသအင်္ဂေဟာကိုပြန်ရောက်လာတဲ့ပုဂ္ဂိုလ်ရဲ့ဝမ်းသာမှုမျိုးအဲ့ဒီဝမ်းသာမှုမျိုးတွေကိုရရှိနိုင်တယ်လို့ဒီလိုပြောတာနော်အဲ့ဒီလိုနိဝရဏတရားတွေကိုဖယ်ရှားပြလို့တမာရီစွမ်းအားတွေတက်လာတဲ့အခါမှာတဲ့မြတ်စွာဘုရားကရှင်းပြတယ်ပထမဆုံးတွေ့ကြုံခံစားရမှာတော့သမထကျင့်စဉ်ကိုကျင့်လို့ပထမဇန်လို့ခေါ်တဲ့ဝိဝေကသပိတိဒုက္ခနိဝရဏတရားတွေကင်းသွားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပိတိဒုက္ခအဲ့ဒီပိတိဒုက္ခရဲ့အရသာကိုသူခံစားရမယ်နောက်တစ်ခါတမာတိစွမ်းအားတိုးမြင့်လိုက်တဲ့အခါတမာတိစပိတိဒုက္ခလို့ဆိုတဲ့ဒုတိယဇန်တမာတိစွမ်းအားကြောင့်ရလာတဲ့ပိတိဒုက္ခကိုခံစားရမယ်တခါတမာတိစွမ်းအားကိုတိုးမြင့်လိုက်တဲ့အခါမှာနေပိတိကဒုက္ခပိတိမပါတဲ့တည်ငြိမ်တဲ့ချမ်းသာကိုခံစားရမယ်နောက်တစ်ခါတိုးမြင့်လိုက်တဲ့အခါမှာအဲ့ဒီချမ်းသာကိုပင်လစ်လျူရှုနိုင်တဲ့တည်ငြိမ်တဲ့ချမ်းသာကိုခံစားရမယ်ဆိုစတုထဇာဆိုလိုတာကပထမဇာရသွားတယ်ဒုတိယဇာရတယ်တတိယဇာရတယ်စတုထဇာရတယ်အဲ့ဒီပထမဇာရတာဟာခုနကပြောခဲ့တဲ့ကျွန်တယောက်နော်တောင်သူလယ်သမားတယောက်ဘုရင်အခွန်တန်းဘဝကလွတ်တဲ့ချမ်းသာတဲ့ပို့ပြီးတော့ချမ်းသာတာမျိုးယဟန်ဘဝမှာအလွန်ကိုမွန်မြတ်တဲ့ယဟန်ပြုရခြင်းရဲ့အကျိုးကျေးဇူးပဲဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာဇံရလာတာဟာလက်တွေ့ဖော်ပြနိုင်တဲ့တာမညဖလယဟန်ဘဝဖြစ်ရခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲလို့ဒုတိယဇံတတိယဇံသုဒ္ဓဇံယဟန်ဘဝရဲ့အကျိုးကျေးဇူးတွေဖြစ်တယ်ဒါဖြင့်ဒီတဲ့ကောင်းတာရှိသေးလားရှိသေးတယ်ဘာဖြစ်လဲဝိပဿနာတရားကိုကျင့်ကြံကြိုးကုပ်အားထုတ်တယ်အဲ့ဒါလို့ဝိပဿနာတရားကျင့်ကြံကြိုးကုပ်အားထုတ်တာလေးဟာကိုယ်ကိုပရမကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာကိုယ်ကြီးကိုအာယုံစိုက်လိုက်တော့စာတုမဟာဘူတိကောအယံကာယောခန္ဓာကိုယ်ကြီးဟာမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတဲ့ဆိုတာအလွန်ထင်ရှားတယ်ဟောခန္ဓာကိုယ်ကြီးကိုခွဲခြားစိတ်ပြပြီးတော့ကြည့်လိုက်အတုံးတွေအခဲတွေနော်အသားတွေအသားဆိုင်တွေအယိုးတွေကတခုအရည်တွေကတခုနော်ပူမှုအေးမှုတွေကတခုလေတွေကတခုဆိုပြီးတော့အစုလိုက်ခွဲပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင်ဒါပထဝီအာဘောတေဇောဝါယောဆိုတဲ့ဒီဓာတ်ကြီး၄ပါးနဲ့ခန္ဓာကိုယ်ကြီးကိုတိဆောက်ထားတာဖြစ်တယ်အဲ့ဒီခန္ဓာကိုယ်ကြီးတိဆောက်တာဟာဘယ်ပေါ်မှာမှီပြီးတော့ဖြစ်လာတာတော့လို့ဆိုမာတာပိဋိကတံမောမိခင်ဖခင်ရဲ့ပစ္စည်းဥစ္စာပေါ်မှာအိုပန်းနဲ့စပန်းလို့ဆိုတဲ့အရာပေါ်မှာမှီပြီးတော့လူရဲ့ရုပ်ခန္ဓာကိုယ်ဟာတိဆောက်လာခဲ့ရတာပေါက်ဖွားလာခဲ့ရတာအဲ့ဒီလိုပေါက်ဖွားလာတဲ့ရုပ်ခန္ဓာကိုယ်ကြီးကိုအစာရည်စာတွေနေ့စဉ်စားပြီးတော့ကြီးလာတာကြီးလာတော့လည်းပဲပြုတ်ကွဲခြင်းသဘောမမြဲခြင်းသဘောတဖြည်းဖြည်းအိုးလာခြင်းသဘောဒီကြားထဲမှာနှိမ့်နေပေးရတာတို့ဆေးတောက်ပေးရတာတို့ဆေးထိုးပေးရတာဆိုတဲ့ပြဿနာတွေနဲ့ခန္ဓာကိုယ်ကြီးကိုယက်တည်နိုင်အောင်မနှဲကြိုးစားနေရတယ်ဒီရုပ်ခန္ဓာကိုယ်ကြီးဟာအဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာမှီပြီးတော့ဖြစ်နေတဲ့အသိစိတ်ကလေးလို့အဲ့ဒီယုံနဲ့နံဒီနှစ်ခုကိုကွဲကွဲပြားပြားသိမြင်ပြီးတော့သွားတာဟာဝိပဿနာဉာဏ်ပဲလို့ဒီဝိပဿနာဉာဏ်ရခြင်းဟာယဟန်ဘဝမှာလက်တွေ့ပြနိုင်တဲ့အလွန်ကောင်းတဲ့အကျိုးကျေးဇူးပဲလို့မြတ်စွာဘုရားဒီလိုဟောပြီးရှေ့ဆက်ပြီးတော့ဆက်ဟောတယ်သမထကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာမိမိစိတ်အာယုံအတိုင်းပဲနော်စိတ်အာယုံတိုင်းပဲစိတ်ကနေပြီးတော့ဖန်ဆင်းလိုက်လို့ရှိရင်ရုပ်ပုံတွေဖန်ဆင်းလာနိုင်တယ်အဲ့ဒီဖန်ဆင်းနိုင်မှုဆိုတဲ့မနောမယိဋ္ဌိဆိုတဲ့အဘိညာဉ်ဟာလည်းပဲယဟန်ဘဝရဲ့လက်တွေ့ပြနိုင်တဲ့အကျိုးကျေးဇူးတစ်ခုပဲနောက်တစ်ခုကဣတိဝိဒအဘိညာဉ်မြေရှုမိုးပြန်တဘိုးဆန်တွေနဲ့ဖန်ဆင်းပေးနိုင်တဲ့အစွမ်းတတ္တိတစ်ခုဟာလည်းပဲယဟန်ဖြစ်ရခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲနောက်တစ်ခုဒိဗ္ဗသောတာနီးတဲ့အတန်ဝေးတဲ့အတန်အမတန်ဝေးလံတဲ့အတန်အဲ့ဒီအမတန်ဝေးလံပြီးသိခဲ့တဲ့အတန်တွေထိအောင်ကြားနိုင်စွမ်းရှိတဲ့ဒိဗ္ဗသောတာအဘိညာဉ်ဟာလည်းယဟန်ပြုရခြင်းရဲ့အလွန်ကောင်းမြတ်တဲ့အကျိုးကျေးဇူးတစ်ခုပဲတဲ့နောက်တစ်ခုစေတောပရိယလူတယောက်ရဲ့စိတ်ကိုအတတ်ဟောနိုင်တာဟာလည်းပဲဒ
ဒါထူးခြားတဲ့ယဟန်ဘဝရဲ့အကျိုးကျေးဇူးတစ်ခုပဲတဲ့နောက်တစ်ခုကအတိတ်ဘဝကိုပြန်ပြောင်းပြီးတော့မှတ်မိတာဟာလည်းပဲပုပ္ပေနိဝါဒနုတ္တိညာဟာလည်းပဲယဟန်ဘဝဖြစ်ရခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲနောက်တစ်ခါဒိဗ္ဗစက္ခုအင်မတန်မှအစွမ်းတတ်တဲ့လူတွေရဲ့မြင်ကွင်းကိုကြော်ဖြတ်ပြီးတော့မြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစက္ခုအဘိညာဉ်ဟာလည်းပဲယဟန်ဘဝရရှိခြင်းရဲ့မွန်မြတ်တဲ့ပို့ပြီးတော့ကောင်းလာတဲ့အကျိုးကျေးဇူးတစ်ခုပဲလို့မြတ်စွာဘုရားကဒီလိုဟောခဲ့တာအဲ့ဒါလို့ဟောပြီးတော့နောက်ဆုံးမှာအာတဝက္ခယဘိညာဉ်လို့ဆိုတာခန္ဓာကိုယ်ပေါ်မှာအာယုံစိုက်ပြီးတော့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်တဲ့အခါကျတော့နောက်ဆုံးဘာသိတုံးဆိုတာဒုက္ခဆိုတာအမှန်သိသွားတယ်ဒုက္ခဖြစ်ကြောင်းတရားကိုလည်းအမှန်သိတယ်ဒုက္ခချုပ်ရနိဗ္ဗာန်ကိုလည်းအမှန်သိသွားတယ်ဒုက္ခချုပ်ငြိမ်းရအကျင့်ကိုမှန်သိသွားတယ်သစ္စာ၄ရပ်တရားမြတ်ကိုမှန်မှန်ကန်ကန်တပြိုင်နက်သိသွားပြီလို့ဆိုတဲ့အခါမှာမဲ့အစဉ်စဉ်နဲ့နောက်ဆုံးအာသဝတရားတွေကလွတ်မြောက်သွားတဲ့အရတ္တမဲ့ဆိုတဲ့ဒီတဘာဝတရားကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာပြီဆိုလို့ရှိရင်တော့ဒီတဲ့ကောင်းတဲ့ယဟန်ဘဝရဲ့အကျိုးကျေးဇူးဆိုတာမရှိတော့ဘူးဒီယဟန်ဘဝဖြစ်တဲ့အကျိုးကျေးဇူးဟာအရတ္တမဲ့မှာပဲအဆုံးသတ်တယ်လို့မြတ်စွာဘုရားကဇာတတမင်းကြီးကိုမေကုန်းကိုခုလိုဖြေချခဲ့တာဖြစ်ပါတယ်ဇာတတမင်းကြီးရဲ့ယဟန်ဘဝရရှိနိုင်တဲ့အကျိုးကျေးဇူးကိုလက်တွေ့ပြနိုင်သလားဆိုတာဒီဘဝတွင်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားကယခုလိုတစောင်းမုံလာပြီနေ့ညကြီးမှာတာမညဖလသုတ်တံကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ပေါ့အဲ့ဒါလို့ဟောကြားလိုက်တဲ့အခါကျတော့ဇာတတဘုရင်ကြီးဟာအရှင်ဘုရားဖြေဆိုတာပြည့်စုံကောင်းမွန်လှပါပြီတဲ့ဆိုပြီးတော့မြတ်စွာဘုရားကိုဝန္တာအာရရှိခိုးဥချပြီးဒီကနေ့ကစပြီးတော့ဘုရားတရားကိုးကွယ်တဲ့ဥပဒကအဖြစ်အတိမှတ်ပြုပါလို့လျှောက်ကြားပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ဟာအလွန်မိုက်မဲမလိမ္မာသည့်အတွက်ကြောင့်ယာဓုအာနာကိုမက်မောပြီးတော့တကယ့်ကိုတရားဥပဒေတိုင်းအုပ်စိုးခဲ့တဲ့ဖခမည်းတော်ကိုတပည့်တော်လှုပ်ကြံတပ်ဖြတ်ခဲ့ပါတယ်တဲ့အဲ့ဒီအပြစ်တွေတပည့်တော်ဝန်ချတောင်းပန်ပါတယ်လို့မြတ်စွာဘုရားကိုလျှောက်ထားတယ်ဟောအဲ့လိုလျှောက်ထားတဲ့အခါမြတ်စွာဘုရားကပြောတော့ဟုတ်တယ်အခုလိုပြစ်မှားတာဟာမကောင်းဘူးသို့တော်လဲငါဘုရားရဲ့အဆုံးအမမှာတဲ့အပြစ်ကိုအပြစ်အတိုင်းမြင်ဖို့ရယ်မြင်လာတဲ့အပြစ်ကိုတရားနိလန်းတကြကုစားတာရယ်နောင်မဖြစ်ဖို့စောင့်စည်းတာရယ်ဒီအချက်၃ချက်ဟာကြီးပွားတိုးတက်ပြီးအပြစ်ကလွတ်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ဒီလိုဟောတာနော်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမမှာအပြစ်ကလွတ်တဲ့နည်းမရှိဘူးလို့တချို့ကထင်ကြတယ်တခြားဘာသာတွေမှာလှုပ်ချင်တာတွေလှုပ်ပြီးတိတ်တိတ်အခန်းလေးထဲဝင်ပြီး confession လုပ်တာနဲ့အပြစ်ကလွတ်သွားတယ်လို့ဒီလိုယူဆကြတယ်ပေါ့နော်ဘုရားရဲ့တရားတော်အရဒီ confession လုပ်ရုံနဲ့အပြစ်ကလွတ်တာဆိုတာမဟုတ်ဘူးနော်ဖြောင်းချက်ပေးတာလည်းပဲလူချားတဲ့ဖြောင်းချက်ပေးတာမဟုတ်ဘူးတိတ်တိတ်အခန်းလေးထဲဝင်ပြီးတော့ confession လုပ်တာလေတချို့ဘာသာတွေမှာအဲ့လိုလုပ်တယ်အဲ့တော့ဘုရားရဲ့အဆုံးအမကဒီလိုမဟုတ်ဘူးအပြစ်ကိုအပြစ်လို့မြင်ဖို့ရပထမတရားနိလန်းအတိုင်းကုစားတယ်ဆိုတာဘာလဲဝန်ချတယ်တောင်းပန်တယ်ဒါကုစားတယ်နောက်ခါရှောင်ကျင်ရမယ်ဟောဒီ၃ခုအဲ့ဒီ၃ခုအတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီအပြစ်ကလွတ်မြောက်နိုင်တယ်လွတ်မြောက်တယ်ဆိုတာဘယ်လိုလွတ်မြောက်တာလဲလို့မေးလို့ရှိရင်ဘာဖြစ်လို့လဲဆိုတော့အပြစ်ဆိုတာလုတ်ပြီးလို့ရှိရင်မလုတ်သေးဘူးလို့ပြောလို့မှမရတာလုတ်ပြီးသားအပြစ်ကမရှိတော့ဘူးလေကိုယ်တဏ္ဍာမှာလုတ်ပြီးသားအမှားဟာအမှားပဲပေါ့ဒီအမှားကိုပြင်တာမဟုတ်ဘူးနောက်ထပ်ဆက်မမှားဖို့လုပ်တာနော်ဒီအပြစ်ဆိုတာနောက်ထပ်တိုးနေတာနှစ်ခုရှိတယ်လှုပ်တုံးကအမှားတစ်ခုမှားတဲ့အပေါ်မှာစိတ်မချမ်းမသာဖြစ်ပြီးတော့နေတာကအမှားတစ်ခုဆိုရင်နှစ်ခုအဲ့ဒီနှစ်ခုထဲမှာလှုပ်တုံးကအမှားပြင်လို့မရတော့ဘူးအဲ့ဒီမှားမိတဲ့အပေါ်မှာပြန်ပြီးတော့နှလုံးမသားမရစိတ်မချမ်းမသာဖြစ်ပြီးတော့မထူးပါဘူးကွာဆိုတဲ့ဟာကပိုမှားသွားတယ်ပေါ့အဲ့ဒါကြောင့်မို့ဘလောက်ပဲပြစ်မှုတွေကျူးလွန်မြတ်စွာဘုရားရဲ့အဆုံးအမတော်ကအပြစ်ကိုအပြစ်လို့မြင်ရမယ်မကောင်းတာကိုမကောင်းမှုလို့မြင်ရမယ်မြင်ပြီးရင်ကုစားရမယ်နောက်မဖြစ်အောင်ထိန်းသိမ်းဆောက်ရှောက်ရမယ်ဆိုဒီ၃ချက်နဲ့လုပ်လို့ရှိရင်အပြစ်ကလွတ်ကင်းသွားနိုင်တယ်ပေါ့
လွတ်ကင်းသွားတယ်ဆိုတဲ့နေရာမှာအတိုင်းအတာတစ်ခုအရာလွတ်ကင်းသွားတယ်နောက်ဆုံးမှာယဟနာဖြစ်သူရောက်သွားလို့ရှိရင်အပြည့်ဟုသမျှလွတ်ကင်းမှာပဲပေါ့အေးဒါကြောင့်မို့ဇာတတမင်းကြီးကိုမြတ်စွာဘုရားကအခုလိုမိန့်ကြားလိုက်တယ်မိန့်ကြားလိုက်တော့ဇာတတမင်းကြီးဟာအရှင်ဘုရားတဲ့တပည့်တော်တို့အလုပ်ကိစ္စတွေများပါတယ်ပြန်မရစေပါဆိုဘုရားကိုဝှချပြီးတော့ညတွင်းချင်းမဲ့ပြန်သွားလိုက်တယ်နော်အဲ့ဒီချိန်မှာဇာတတမင်းကြီးလည်းပြန်သွားရောမြတ်စွာဘုရားကယဟန်တွေကိုပြောတယ်ဒီမင်းကြီးဟာတဲ့ကိုယ့်ကိုယ်ဖြည့်ဆည်းပြီးသားဖြစ်သွားတယ်အကယ်၍သာသူဟာဒီကနေ့မေခွန်းရဲ့အဖြစ်ဖြစ်တဲ့တာမညဖလားတုတ်ကိုကြားနာတဲ့အချိန်မှာသူ့ရဲ့ခမည်းတော်ကိုမပြစ်မှားခဲ့ဘူးမတတ်ဖြတ်ခဲ့ဘူးဆိုရင်ဒီကနေ့သူသောတာပန်ဖြစ်မှာပဲအခုတော့သူ့ကိုယ်သူဖြည့်ဆည်းလိုက်သည့်အတွက်ကြောင့်သောတာပန်မဖြစ်တော့ဘူးဒိဗ္ဗသောတာပန်အဖြစ်ကနေပြီးတော့လွဲချော်သွားခဲ့ပြီအခြေအနေကောင်းတွေတခုဟာပျက်စီးသွားနိုင်တယ်ပေါ့အဲ့ဒါလို့ပျက်စီးသွားပြီလို့မြတ်စွာဘုရားကမိန့်ကြားတော်မူခဲ့တာပါဠိတော်မှာတော့ဒီအတိုင်းအတာတစ်ခုပဲပါတယ်အထက်ကရာမှာတော့ဒီတယ်မကမြတ်စွာဘုရားကိုကြီးညိုကိုးကွယ်သည့်အတွက်ကြောင့်အဝိဇ္ဇငရဲကြရမယ်အစားနော်ပိတုကာရကကံထိုက်တာတော့တည်သည်ချားမဲကတော့အကျိုးပေးမှမှန်တယ်ရှောင်လွဲလို့မရတော့ဘူးအနန္တရိယကသို့တော့သူ့ဘဝလွတ်မြောက်ဖို့အတွက်ဒီအနစ်6000ဥဒ္ဒရငရဲတစ်ခုမှာခံရပြီးတဲ့အခါမှာနောက်ဝိသိတာဝီဆိုတဲ့ပိစိကဗုဒ္ဓအဖြစ်နဲ့သူဟာပြိဋိဘံဆံလိုက်မယ်ဆိုတာအထက်ကရာမှတ်တမ်းမှာတော့ရှိတယ်ပေါ့အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဋ္ဌပေါင်းတို့ဒီကနေ့ညတာမညဖလားနဲ့တစောင်းမုံညရဲ့တစောင်းတိုင်းညရဲ့အမှတ်တရဟာဖြင့်စဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘုရားမြတ်စွာသာသနာတော်ဟာအင်တမအကျိုးကျေးဇူးကိုဖော်ဆောင်ပေးနိုင်ရုံမြတ်မကမှားရွက်တဲ့အပြစ်တွေကလည်းလွတ်ရလွတ်ကြောင်းတွေကိုမြတ်စွာဘုရားရှင်းလင်းထုတ်ဖော်ပြီးတော့ဟောကြားတော်မူခဲ့တဲ့လမ်းစဉ်တွေအတိုင်းတို့တွေကြင်ကြံကြိုးကုပ်အားထုတ်နိုင်မယ်ဆိုလို့ရှိရင်တန်တရားဝဆင်းရဲကနေလွတ်ကဲနိုင်ကြမယ်မလွတ်ကင်းတောင်ဆင်းရဲဒုက္ခတွေကနေပြီးတော့သက်သာနိုင်မယ်လို့ကိုယ်စီသဘောကျပြီးတစောင်းမုံညဤအမှတ်တရကိုမှတ်သားထားပြီးကုသိုလ်တရားဖြစ်ပွားနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝေတံကျွင်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်းတို့သည်ဘဝယန္တုကောင်းစွာမဲ့သည်ကြိုင်လိုက်၍နေကြပါစေကုန်သတည်း